သူများတဲ့ခြေလန်းတလန်းအမြဲတာနေဖို့မဖြစ်မနေတည်ထားရမယ်ခြေလန်းငါလန်းတချို့လူတွေကဘာကြောင့်စီးပွားရေးမှာရောလက်တွေ့ဘဝမှာပါကိုယ့်တဲ့ခြေလန်းတွေအမြဲတမ်းတာနေရလေကိုယ်တိုင်နေမနာညမအိစ조사ရုံးကန်နေလျက်နဲ့ဘာကြောင့်ထင်သလောက်ခီးမရောက်ပဲနဲ့တနေရာထဲမှာရက်တက်နေသလိုခံစားနေရလေတကယ်တော့ဒီလိုဖြစ်ရတာတိမ်မ조사လို့ကံမကောင်းလို့လုံးဝမဟုတ်ပါဘူးအောင်မြင်သူတွေနဲ့တာမန်လူတွေကြားမှာအဓိကကွာခြားကြဟာရှေ့လာမယ့်အနာဂတ်ကိုကြိုတင်သိမြင်နေစွမ်းနဲ့မဟာဗျူဟာမြောက်စဉ်းစားတွေးခေါ်တက်ခြင်းပဲဖြစ်ပါတယ်စစ်တူရင်ကစားပွဲတစ်ခုမှာတာမန်ကစားသမားကရှေ့တစ်ကွက်နှစ်ကွက်စာလောက်ကိုပဲမြင်တတ်ပေမဲ့ Grand Master တွေကတော့ပြိုင်မဲ့မရှိခင်ကတည်းကရှေ့လာမယ့်ခြေလန်းငါးလန်းစာလောက်ကိုအတိအကျကြိုတင်တွက်ချက်ထားပြီးသားဖြစ်နေပါတယ်ဒီကနေ့မှာတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ Patrick Bet-David ရေးသားထားတဲ့ You Need 5 Moves ဆိုတဲ့စာအုပ်ကိုကျွန်တော်တို့အတူတူကလေ့လာကြည့်အောင်ဒီစာအုပ်ဟာစီးပွားရေးလုပ်ငန်းရှင်တွေခေါင်းဆောင်တွေအတွက်သာမကပဲနဲ့မိမိဘဝရဲ့လမ်းစုံလမ်းကွာတွေမှာမဂ္ဂနဲ့ဆုံးဖြတ်ချက်တွေချမှတ်ခြင်းသူတိုင်းကိုပြန်လည်တိဆောက်ပြီးတော့အောင်မြင်မှုစီကိုစနစ်တကျရှောင်လန်းခြင်းတဲ့သူတိုင်းအတွက်မဖြစ်မနေလေ့လာတဲ့မဟာဗျူဟာမြောက်လက်ဆွဲစာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။တဲ့အနေနဲ့ကိုတကယ်ဖြစ်ချင်တဲ့သူကဘာလို့လဲဆိုတာကိုရှာဖွေဖို့ကနေစပြီးတော့ကြီးမားတဲ့ပြဿနာတွေကိုအခွင့်အရေးဖြင့်ဘယ်လိုပြောင်းလဲရမလဲ။ပြိုင်ဘက်တွေကိုဘယ်လိုကြော်ဖြတ်ရမလဲ။အစရှိတဲ့လိုအပ်ချက်တွေကိုဒီစာအုပ်ထဲမှာအသေးစိတ်ဖော်ပြပေးထားပါတယ်။အခန်း1သင်တကယ်ဖြစ်ချင်တဲ့သူကဘယ်လိုပုံစံလဲ။သင်တကယ်ဖြစ်ချင်တဲ့သူကဘာလို့လဲဆိုတာကိုကိုအချိန်ပေးပြီးတော့တေးချပြန်ပြီးတော့မေးဘူးပါသလား။လူတော်များများကအောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့လို့နှကမ်းပြားကလည်းလွယ်ကူပြောတတ်ကြပေမဲ့တကယ်တမ်းသင်ဘယ်လိုလူမျိုးအတိအကျဖြစ်ချင်တာလဲလို့မေးလိုက်ရင်ရေရရအဖြစ်မပေးနိုင်ကြပါဘူးတကယ်လက်တွေ့ဘဝမှာကိုတကယ်လိုချင်တဲ့ပန်းနိုင်စစ်မှန်ကဘာလဲဆိုတာကိုတိတိကျကျမြင်လာတဲ့အထိသိတဲ့သူကအယမ်းကိုရှားပါပါတယ်စစ်တူရင်ကစားပွဲတစ်ခုမှာကိုကဘရင်လှုပ်ချင်ရလားသူရဲကောင်းလားဆိုတာကိုတော့မသိဘဲနဲ့ရမ်းသမ်းပြီးတော့အကွက်ရွှေ့နေရင်ရှုံးမှုပဲရှိပါတယ်ဒါကြောင့်ဒီစာအုပ်ရဲ့အခန်း1မှာတော့စိုင်းသူကအောင်မြင်မှုစီကိုသွားမယ်ပထမဆုံးနဲ့အရေးကြီးဆုံးခြေလှမ်းဖြစ်တဲ့မိမိကိုယ်ကိုအမှန်တကယ်သိရှိနားလည်ခြင်းဆိုတဲ့လုပ်ဝက်ချက်တစ်ခုကိုဖွင့်ဟပြသပေးထားပါတယ်။ဒီခန်းရဲ့အဓိကဆိုလိုရင်းကတော့ self awareness လို့ခေါ်တဲ့မိမိကိုယ်ကိုပဂရိတဲ့အမှန်တကယ်သိမြင်ခြင်းပါပဲ။အောင်မြင်မှုဆိုတာနဲ့လူတိုင်းဟာ Elon Musk ဒါမှမဟုတ် Mark Zuckerberg လူကမ္ဘာကျော်ဘီလီနီယာကြီးတွေဖြစ်ဖို့အတင်းအကျပ်စူးစမ်းနေကြမလိုဘူးဆိုတာကိုစိုင်းသူကရှင်းလင်းပြသစွာထောက်ပြထားပါတယ်။ရည်ရွယ်ချက်ကိုရှင်းလင်းစွာရှာဖွေခြင်းလူတစ်ယောက်နဲ့တစ်ယောက်ရဲ့အောင်မြင်မှုအတိတ်ပွဲဖွင့်ဆိုချက်တွေကလုံးဝကိုမတူညီကြပါဘူး။တချို့ကတကဘာလုံးကိုလွမ်းမိုးနိုင်တဲ့စီးပွားရေးလုပ်ငန်းကြီးတည်ထောင်ပြီးတော့နေမအားညမနာအလုပ်လုပ်ချင်ကြပေမဲ့တချို့ကတော့မိသားစုနဲ့အေးအေးချမ်းချမ်းနေထိုင်နိုင်မဲ့လုံလောက်တဲ့ဝင်ငွေရရှိမဲ့ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကိုပဲလိုချင်ကြတာပါ။ဒါကိုတေချာကွဲပြပြသိဖို့လိုအပ်ပါတယ်။ Capacity စွမ်းဆောင်ရည်ကိုနားလည်ခြင်းမိမိရဲ့စွမ်းဆောင်ရည်အကန့်အသတ်ကိုသိရှိခြင်းကလည်းအရေးကြီးပါတယ်။လူတိုင်းက CEO လုပ်ဖို့မွေးဖွားလာကြတာမဟုတ်ပါဘူး။တချို့ကနောက်ွယ်ကနေအကြံပေးရတာမျိုးကိုပို့ပြီးတော့အားသန်ကြပါတယ်။မိမိရဲ့အားသာချက်နဲ့အားနည်းချက်ကိုရိုးသားစွာလက်ခံနိုင်မှသာသင့်တော်တဲ့နေရာတစ်ခုကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။အလွန်တစ်ခုဖြင့်တွန်းအားပေးခြင်းစာရေးသူကကျွန်တော်တို့ကိုရှေ့ဆက်လမ်းဖို့တွန်းအားပေးတဲ့နေရာမှာရေရှည်မျှော်မှန်းချက်ဥပမာလောကကြီးကိုပြောင်းလဲခြင်းတာမိသားစုကိုဘဝအသစ်တစ်ခုဖန်တီးပေးခြင်းတာနဲ့ရေတိုတွန်းအားဥပမာအတိတ်ကငါ့ကိုအထင်သေးခဲ့တဲ့သူတွေကိုတတ်သိပြခြင်းတာကိုလိုချင်တဲ့အရာတစ်ခုကိုပိုင်ဆိုင်ခြင်းတာဆိုပြီးတော့နှမျိုးစလုံးကိုဟန်ချက်ညီညီအသုံးပြုတတ်ဖို့လမ်းညွှန်ထားပါတယ်။တင်နေ့စဉ်နဲ့မျှပင်ပင်ပန်းရုန်းကန်နေရတာတွေဟာသူများရဲ့အိမ်မက်ကိုကိုယ့်အိမ်မက်လို့ထင်ရောက်ထင်မှားဖြစ်ပြီးတော့သူတို့နဲ့တူရောရောင်ပြီးတော့အတင်းလိုက်ပြေးနေရများဖြစ်နေမလား။ဒါမှမဟုတ်သိရင်လည်းကတကယ်လိုချင်တဲ့အရာစစ်စစ်တွေပလန်းနိုင်ကိုပြေးလွှားနေရလားဆိုတာကိုတေချာလေးပြန်လဲသုံးသပ်ဖို့လိုအပ်နေပါပြီ။ကျွန်တော်တို့တွေဟာ Facebook, TikTok တွေပေါ်ကသူများရဲ့ပြည့်စုံလက်ပါတဲ့ဟန်စာအောင်မြင်မှုတွေကိုကြည့်ပြီးတော့ငါလဲသူတို့လိုနေနိုင်ရမယ်။စီးပွားရေးလုပ်ငန်းကြီးတွေပိုင်ရမယ်ဆိုတဲ့အငားအိမ်မက်ကိုမနေတတ်ကြပါဘူး။လူမှုအတိုင်းဝိုင်းကသတ်မှတ်ထားတဲ့အောင်မြင်ခြင်းဆိုတဲ့ပုံသေးကားချကြီးတွေကိုကိုအတင်းဝင်ဆောင်အောင်ကြိုးစားနေတာအလကားသက်စိတ်ဖိစီးမှုနဲ့မပျော်ရွှင်မှုကိုပဲဖိတ်ခေါ်နေတယ်လို့ဖြစ်နေပါတယ်။ဒီနေရာမှာတကယ်အစွမ်းထက်ဆိုလက်နက်တစ်ခုကတော့သူများတွေဘာပြောငါဘယ်လိုလူမျိုးလဲငါဘဝအတွက်ငါတကယ်လူချင်တဲ့ပျော်ရွှင်မှုစစ်မှန်ကဘာလဲဆိုတဲ့အမှန်တရားကိုရဲရဲဝံ့ဝံ့လက်ခံရတဲ့တတိပဲဖြစ်ပါတယ်။ကိုဘယ်သူလဲဆိုတာကိုသိရုံနဲ့တင်တကယ်ပဲလုံလောက်သွားပြီလားမလုံလောက်သေးပါဘူးတကယ်လို့သင်ဟာဈေးကွက်ထဲမှာအရေးကြီးဆုံးဖြစ်တဲ့ထုတ်ကုန်တစ်ခုကိုတေချာမလစ်လာဘူးပြစ်ပယ်ထားမယ်ဆိုရင်ရှေ့ဆက်ဖို့အရန်ကိုခက်ခဲသွားပါလိမ့်မယ်အဲ့ဒီထုတ်ကုန်ကဘာဖြစ်မလဲကုမ္ပဏီကထုတ်တဲ့ပစ္စည်းလားဝန်ဆောင်မှုလားလုံးဝမဟုတ်ပါဘူးအဲ့ဒီလိုဝက်ချက်ထုတ်ကုန်ကဘာမှဖြစ်မလဲဆိုတာကိုဆက်လက်ပြီးတော့လေ့လာကြည့်လိုက်အောင်အခန်းနေတင့်ဘဝရဲ့အရေးကြီးဆုံးထုတ်ကုန်
ကဘာပေါ်မှာအယောင်းရဆုံးတန်ဖိုးအကြီးဆုံးနဲ့လေ့လာဖို့အခက်အခဲဆုံးထုတ်ကုန်တစ်ခုအားဘာအများဖြစ်နေမလဲဆိုတာကိုမိတ်ဆွေစဉ်းစားကြည့်ဘူးပါလားနာမည်ကြီးနည်းပညာကုမ္ပဏီကထုတ်တဲ့နောက်ဆုံးပေါ်စမတ်ဖုန်းလားဒါမှမဟုတ်ဇင်ခံကားကြီးတွေလားလုံးဝမဟုတ်ပါဘူးတင့်ဘဝတင့်စီးပွားရေးအတွက်အရေးကြီးဆုံးထုတ်ကုန်ဆိုတာတခြားသူမျိုးပဲနဲ့သင်ကိုယ်တိုင်းပဲဖြစ်ပါတယ်စိုင်းသူကဒီခန်းမှာကျွန်တော်တို့ကိုစီးပွားရေးပညာရှင်တယောက်ရင်းနှီးမြှုပ်နှံသူတယောက်ရဲ့ရှုထောင့်ကနေကိုပြန်လဲသုံးသပ်ဖို့လမ်းညွှန်ထားပါတယ်လူတော်တော်များများဟာဈေးကွက်ကိုလေ့လာတယ်ပြိုင်ဘက်တွေကိုလေ့လာတယ်ထုတ်ကုန်ပစ္စည်းအသစ်တွေကိုလေ့လာကြပေမဲ့ကိုဆိုတဲ့အရေးကြီးဆုံးထုတ်ကုန်ကိုတော့လေ့လာဖို့မေ့လျော့နေတတ်ပါတယ်ကိုထုတ်ကုန်တစ်ခုအဖြစ်သဘောထားခြင်းထုတ်ကုန်တစ်ခုကိုဈေးကွက်ထဲကိုမဖြန့်ခင်မှာအဲဒီထုတ်ကုန်ရဲ့အားသာချက်အားနည်းချက်လှုပ်ဆောင်နိုင်စွမ်းတွေကို quality ထိန်းသိမ်းသူတွေကလေးစိတ်စမ်းသပ်လေ့လာတာမျိုးသင်ကိုလည်းအသေးစိတ်ပြန်လဲခွဲခြမ်းစိတ်ဖြာဖို့လိုအပ်ပါတယ်သင်စီမှာဘလို့မိုးရပါအရေးချင်းတွေရှိတယ်ဘလို့နေရာတွေမှာအားနည်းနေတယ်လဲဆိုတာကိုမျက်ကွယ်မပြုတ်ပဲနဲ့ရိုးသားစွာစည်ရင်ပြုတ်ထားရပါမယ်မမြင်ရတဲ့မျက်ကွယ်နေရာများကိုရှာဖွေခြင်းကားမောင်းတဲ့အခါကိုယ့်ရဲ့မြင်ကွင်းကနေမမြင်နိုင်တဲ့ blind spot တွေရှိတယ်လို့လူထဲမှာကိုယ်တိုင်သတိမထားပြီးတဲ့အားနည်းချက်အမှားအယွင်းတွေရှိတတ်ကြပါတယ်တချို့ကဒေါသကြီးတယ်တချို့ကဆုံးဖြတ်ချက်ချဖို့နှေးကွေးတယ်တချို့လူမှုဆက်ဆံရေးအားနည်းဒီလိုကိုယ်မမြင်ရတဲ့မျက်ကွယ်ရာတွေကိုမြင်အောင်ကြည့်နိုင်မှသာမလိုလားအပ်တဲ့ဘဝရဲ့ရင်တိုက်မှုတွေကိုရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်တန်မိုးထားမှုများနဲ့မူဝါဒများခိုင်မာသေးကြတဲ့ထုတ်ကုန်တွေမှာသူတို့ရဲ့ကိုယ်ပိုင် brand identity ရှိတယ်လို့သင်အနေနဲ့လည်းကိုယ်ပိုင်မူဝါဒတွေကိုတိတိကျကျချမှတ်ထားဖို့လိုအပ်ပါတယ်ဥပမာငါဘလောက်ပဲပိုက်ဆံရသူတစ်ပါးပေါ်မှာလိန်ညာပြီးတော့အမျက်မထုတ်ဘူးဆိုတဲ့မူဝါဒမျိုးငါအချိန်တိကျမှုကိုအသက်ချက်မကတန်မိုးထားတယ်ဆိုတဲ့မူဝါဒမျိုးတွေဟာသင်ကိုတခြားသူတွေနဲ့ကွဲထွက်သွားစေမဲ့ကိုယ်ပိုင်အမှတ်တစိတ်တွေပဲဖြစ်ပါတယ်သင်ကိုယ်တိုင်တော့လက်မခံခြင်းနဲ့ဖုံးကွယ်ထားခြင်းနဲ့သင်ရဲ့အကြီးမားဆုံးအားနည်းချက် blind spot ကဘာများဖြစ်နေမလဲဒီမေကွန်းရဲ့အဖြစ်ကိုရေးဝန်းရင်ဆိုင်နိုင်သွားပြီဆိုရင်သင်ဘဝကိုနောက်တစ်ဆင့်စီကိုတွန်းပို့ပေးမယ်အကြီးမားဆုံးခွန်အားတစ်ခုဖြစ်လာပါလိမ့်မယ်လူတွေဟာပြင်ပလောကကြီးကိုလေ့လာဖို့အတွက်နှစ်ပေါင်းများစွာအချိန်ပေးကြပါတယ်ဖွဲ့တွေရဖို့စာအုပ်ပေါင်းများစွာကိုဖတ်ကြရပါတယ်ငွေရှာနည်းတွေကိုသင်တန်းတွေဈေးကြီးပေးတက်ပြီးတော့လေ့လာကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုယ့်ရဲ့အတွင်းသဏ္ဍာန်တွေကိုအမှန်တကယ်နားလည်ဖို့အတွက်ကြတော့တနေ့ကို10မိနစ်တောင်အချိန်မပေးတတ်ကြတာဟာအရန်ကိုအံ့ဩစရာကောင်းတဲ့အလွဲကြီးတစ်ခုဖြစ်နေပါတယ်ကိုမသိချင်ဟာအတ္တကိုကြီးထွားလာစေပြီးတော့ကိုယ့်ရဲ့အမားတွေကိုသူတစ်ပါးပေါ်ကိုလွဲချက်တတ်တဲ့အကျင့်ဆိုးကိုဖြစ်ပေါ်လာစေပါတယ်ကိုပြန်လဲစမ်းစစ်ခြင်းမျိုးလှုပ်ဆောင်နေတဲ့သူတွေဟာလောကဓာတ်ရဲ့ရိုက်ခတ်မှုတွေကိုခံနိုင်ရရှိုံသာမကပြောင်းလဲနေတဲ့ခေတ်စနစ်ကြီးတွေမှာအမြဲတမ်းရှင်သန်ရပ်တည်နိုင်မှာသိကြပါပဲအခုဆိုရင်ချမ်းသာကြွယ်ဝမှုကိုအမှန်တကယ်တည်ဆောက်ဖို့အတွက်စွန့်စားပြီးတော့ကိုယ်ပိုင်လုပ်ငန်းပဲလုပ်ကြရမလားဒါမှမဟုတ်ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုသူများလုပ်ငန်းတစ်ခုထဲမှာပဲထိတ်ဆိုးရအောင်ကြိုးစားရမလားဆိုတဲ့လမ်းစုံလမ်းကွက်ကိုရောက်လာပြီးပဲဖြစ်ပါတယ်ဒီလမ်းနှစ်သွယ်တွေကဘယ်လမ်းကတင့်အတွက်အသင့်တော်ဆုံးဖြစ်နေမလဲနောက်ခန်းမှာတော့ဒီမေးခွန်းရဲ့အဖြေတွေကိုစာရေးသူကကြက်ကြလက်ကြဖြေဆိုပေးထားပါတယ်အခန်း3ချမ်းသာကြွယ်ဝမှုစီတို့ရွေးချယ်ရမယ်လမ်းကြောင်းမှာချမ်းသာကြွယ်ဝဖို့အောင်မြင်တဲ့ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာနဲ့လူတွေကကိုယ်ပိုင်ကုမ္ပဏီထောင်ပြီးမှကိုယ်ပိုင်လုပ်ငန်းရှင်ကြီးတွေဖြစ်မှရမယ်လို့သင်ထင်နေမှာသလားလောကကြီးမှာကိုယ်ပိုင်လုပ်ငန်းမရှိဘဲနဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုထဲမှာတင်စူးစမ်းနေတဲ့တန်းကြွယ်တထေးတွေဖြစ်နေတဲ့သူတွေကိုတတိထားမိရဲ့လားချမ်းသာကြွယ်ဝမှုကိုတည်ဆောက်တဲ့နေရာမှာလူတိုင်းမျက်စိကျနေတဲ့ကိုယ်ပိုင်လုပ်ငန်းရှင်လမ်းကြောင်းနဲ့လူသိနေပြီးတော့အလွန်အစွမ်းထက်တဲ့အတွင်းလူစွမ်းဆောင်ရှင်လမ်းကြောင်းဆိုပြီးတော့ရွေးချယ်စရာလမ်းတစ်သွယ်ကိုအသေးစိတ်ရှင်းလင်းပြသထားပါတယ်လုပ်ငန်းရှင်လမ်းကြောင်းဒီလမ်းကြောင်းကတော့အားလုံးသိကြတဲ့အတိုင်းကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုတုံညကနေစတင်တည်ထောင်သူတွေဖြစ်ပါတယ်သူတို့ဟာအဆုံးစွန်သောစွန့်စားမှုကိုရယူကြတယ်လို့အဆုံးစွန်သောတာဝန်ခံမှုကိုလည်းယူထားရပါတယ်အမျှစွန်အားလုံးကိုပိုင်ဆိုင်နိုင်ခွင့်ရှိပေမဲ့ဆုံးရှုံးမှုမှသမျှဝန်ထမ်းတွေရဲ့လစာကနေစမိမိရဲ့ပခုံးပေါ်မှာကြီးပဲကြောက်ရောက်နေတဲ့ကြီးမားတဲ့ဖိအားကိုခံနိုင်ရရှိရမယ့်လမ်းကြောင်းဖြစ်ပါတယ်အတွင်းလူစွမ်းဆောင်ရှင်လမ်းကြောင်းဒါကတော့အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့လမ်းကြောင်းတစ်ခုပါတည်ထောင်ပြီးသားကုမ္ပဏီဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုရဲ့အတွင်းမှာနေပြီးတော့လုပ်ငန်းရှင်တယောက်လိုတွေးခေါ်လှုပ်ဆောင်နေတဲ့သူကိုခေါ်ဆိုတာပါသူတို့ကကိုယ်ပိုင်အင်းကြီးတွေအများကြီးစိုက်ထုတ်စရာမလိုဘဲနဲ့တခြားသူဖန်တီးထားတဲ့ platform ငွေကြေးနဲ့အရင်းမြစ်တွေကိုအသုံးချပြီးတော့ကုမ္ပဏီကြီးထွားအောင်လှုပ်ဆောင်ပေးပါတယ်အကျိုးဆက်အနေနဲ့အမျှခွဲဝေမှု share နဲ့မြင့်မားတဲ့ဝင်ငွေတွေကိုရရှိကာကိုယ်ပိုင်လုပ်ငန်းမတည်ထောင်ဘဲနဲ့ကိုချမ်းသာကြွယ်ဝသွားနိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်အတက်ကိုဖယ်ပြီးတော့ရွေးချယ်ခြင်းလူတိုင်းက CEO ဆိုတဲ့ဂုဏ်ပုဒ်ကိုလိုချင်ကြပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့လမ်းကြောင်းတစ်ခုလုံးဟာချမ်းသာကြွယ်ဝမှုစီကိုသွားနိုင်ပါတယ်အဓိကမိမိရဲ့စွန့်စားနိုင်စွမ်းနဲ့စမ်းဆောင်ရည်အပေါ်မှာမူတည်ပြီးတော့ကိုယ်နဲ့အကိုက်ညီဆုံးနေရာကိုအချက်ကင်ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်အခုဆိုရင်ကျွန်တော်တို့တွေဟာအခန်း3ထိလေ့လာခဲ့ပြီးဆိုတော့မိမိကိုယ်ကိုပြန်လဲစမ်းစစ်တဲ့အခါမှာ
တင်းရအရရကိုတုံကြကနေစွန့်စားဖန်ကြီးကျင်တဲ့ကိုပိုင်လုပ်ငန်းရှင်ဖြစ်ကျင်တဲ့သူတယောက်လားဒါမှမဟုတ်ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုရဲ့အရေးအောက်မှာအစွမ်းကုန်ကြိုးစားပြီးတော့ထိတ်ဆုံးရအောင်တက်လန်းခြင်းနဲ့စွမ်းဆောင်ရှင်တယောက်လားတင်းရဲ့ရွေးချယ်မှုနဲ့အမြင်လေးကို government မှာဝင်ရောက်ဆွေးနွေးမျှဝေပေးခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်လူမှုကွန်ရက်တွေပေါ်ကနေနေ့စဉ်နဲ့မျှမြင်တွေ့နေရတဲ့ကိုပိုင်လုပ်ငန်းရှင်ဖြစ်မှအောင်မြင်တာဆိုတဲ့ယဉ်ကျေးမှုတစ်ခုကလူငယ်တွေလုပ်ငန်းခွင်ဝင်နေသူတွေအတွက်ကြီးမားတဲ့စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေပါတယ်ကိုတေချာမသိရွယ်နဲ့လုံလောက်တဲ့အတွေ့အကြုံမရှိဘဲနဲ့သူများလှုပ်လို့ကိုပိုင်စီးပွားရေးလက်လို့ရင်းနဲ့ဘဝပြတ်သွားတဲ့လူတွေဒုနေသေးပါပဲတကယ်တော့ချမ်းသာကြွယ်ဝမှုဆိုတာကိုပိုင်လုပ်ငန်းစိုက်ဖို့လေးတင်ထားမှရနေတာမဟုတ်ပါဘူးအဖွဲ့အစည်းတစ်ခုမှမရှိမဖြစ်လိုအပ်တဲ့တန်ဖိုးရှိသူတယောက် value access ပြလောက်အောင်ကြိုးစားပြီးတော့စွမ်းဆောင်ရှင်ဖြစ်ရည်တည်ခြင်းဟာစိတ်ဖိစီးမှုတက်တာပြီးတော့အလုံးကိုလုံခြုံစိတ်ချတဲ့မဟာဗျူဟာမြောက်ချမ်းသာကြွယ်ဝမှုတိဆောက်နည်းတစ်ခုဖြစ်တယ်ဆိုတာကိုအတိပြုမိစေချင်ပါတယ်ဘယ်လန်းကိုပဲရွေရွေကိုပိုင်တန်ဖိုးဖန်တီးနိုင်ဖို့ကသာအဓိကကြပါတယ်သင်ဟာလုပ်ငန်းရှင်ပဲဖြစ်ဖြစ်အတွင်းလူစွမ်းဆောင်ရှင်ပဲဖြစ်ဖြစ်မိမိရှောက်မဲ့လမ်းကိုရွေးချယ်ပြီးဆိုပါစို့ဘယ်လမ်းကိုပဲရွေရှောင်လွဲလို့မရဘဲနဲ့သေချာပေါက်ကြုံတွေ့ရမယ့်အရာတစ်ခုကရှိနေပါတယ်အဲ့ဒါကတော့ပြဿနာတွေပဲဖြစ်ပါတယ်တာမန်လူတွေကပြဿနာတွေကြုံလာရရင်စိတ်ညစ်ပြီးတော့လက်လျှော့ခြင်းကြပေမဲ့အကြတဲ့တွေကိုအခွင့်အရေးဖြစ်ပြောင်းလဲပြနိုင်မဲ့ထူးခြားတဲ့စိတ်ဆွမ်းအားလိုအပ်ချက်အကြောင်းကိုသာသိထားမယ်ဆိုရင်ဘယ်လိုပြဿနာမျိုးကိုမဆိုရင်ဆိုင်ကြော်ဖြတ်သွားနိုင်မှာပဲဖြစ်ပါတယ်အခန်း၄ပြဿနာတွေကိုအခွင့်အရေးဖြစ်ပြောင်းလဲမဲ့စွမ်းအားဘဝမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်မထင်မှတ်ထားတဲ့ပြဿနာကြီးတစ်ခုရုတ်တရက်ကြောက်ရောက်လာပြီဆိုရင်သင်ကဘယ်လိုမျိုးတုံ့ပြန်တတ်ပါသလဲလူအများစုကတော့စိတ်ဖိစီးသွားတတ်ကြပါတယ်ဒေါသထွက်ကြတယ်ဒါမှမဟုတ်ဘာလို့ရမှမသိဘဲနဲ့ကြောက်ရွံ့ကြုံလို့သွားတတ်ကြပါတယ်ဒါပေမဲ့အောင်မြင်တဲ့ခေါင်းဆောင်တွေစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကတော့ပြဿနာတစ်ခုကြုံလာတိုင်းတာမန်လူနဲ့မတူဘဲနဲ့လုံးဝကွဲပြားခြားနာစွာတုံ့ပြန်တတ်ကြပါတယ်အဲ့ဒါကတော့ပြဿနာကိုထွက်ပြေးရမယ့်အရာလို့မမြင်ဘဲနဲ့မိမိကိုနောက်တစ်ဆင့်မြင့်တင်ပေးမယ်အခွင့်အရေးတစ်ခုဖြစ်ပြောင်းလဲပြည့်နေတဲ့ procession power လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာတွဲချက်မှုလုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။စာရေးသူကအကြက်တဲတွေကိုရင်ဆိုင်ဖြေရှင်းရမှာအရေးကြီးဆုံးဖြစ်တဲ့ processing power အချက်လက်များကိုခွဲခြမ်းစိတ်ပြတွက်ချက်နိုင်စွမ်းအကြောင်းကိုအသေးစိတ်ရှင်းပြထားပါတယ်။ကွန်ပျူတာတစ်လုံးရဲ့စွမ်းဆောင်ရည်ကသူ့ရဲ့ processor အပေါ်မှာမူတည်တယ်လို့ပါပဲ။လူတစ်ယောက်ရဲ့အောင်မြင်မှုကလည်းပြဿနာတွေကိုဘယ်လောက်မြန်နဲ့မမှန်ကန်ကန်တွက်ချက်ဖြေရှင်းနိုင်တယ်လဲဆိုတဲ့အပေါ်မှာရာဂိုင်နှုန်းပြမူတည်နေပါတယ်။စိတ်ခံစားချက်ကိုဖယ်ရှားခြင်းပြဿနာတစ်ခုဖြစ်လာတဲ့အခါမှာပထမဆုံးနဲ့အရေးကြီးဆုံးအဆင့်ကစိတ်ခံစားချက်ကိုဘေးဖယ်ထားဖို့ပါပဲဒေါသကြောက်ရွံ့မှုစိုးရိမ်ပူပန်မှုတွေရှေ့တန်းတင်နေတဲ့၍မန်ကန်တဲ့ဆုံးဖြတ်ချက်ကိုဘယ်တော့မှချမှတ်နိုင်မှာမဟုတ်ပါဘူးပြဿနာကိုပဂရိအရှိတရားတိုင်းမြင်အောင်ကြည့်ရပါမယ်အခြေခံအကြောင်းရင်းကိုရှာဖွေခြင်းပြဿနာရဲ့အပေါ်ယံယောဂလက္ခဏာကိုပဲလိုက်ကုနေလို့မရပါဘူးဘာဖြစ်လို့ဒီလိုဖြစ်ရလဲဆိုတဲ့မေးခွန်း why ကိုအချင်းချင်းမေးပြီးတော့ပြဿနာရဲ့အရင်းမြစ်အစစ်မှန်ကိုတွေ့အောင်တူးဖော်ရပါမယ်ရွေးချယ်စရာများကိုချရခြင်းပြဿနာကိုသေချာသိပြီးဆိုရင်ချက်ချင်းကောက်ပြီးတော့မဆုံးဖြတ်လိုက်ပါနဲ့ဖြည့်ရှင်းနိုင်မဲ့နီးလန်းတွေကိုအနည်းဆုံး3ခုကနေ5ခုထိချရေးထားပါပြီးရင်အဲ့ဒီနီးလန်းတစ်ခုချင်းစီရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုသေသေးချာချာခွဲခြမ်းစိတ်ဖြာကြည့်ရပါမယ်တောင်းယူမှုအပြည့်အဝရှိခြင်းအရေးကြီးဆုံးအချက်ကတော့ပြဿနာတစ်ခုဖြစ်လာရင်သူတစ်ပါးကြောင့်ဖြစ်ရတာလို့လက်ညှိုးထိုးအပြစ်တင်နေမဲ့စားဒါငါရဲ့တောင်းဝန်ဖြစ်တယ်လို့ခံယူလိုက်ခြင်းပါပဲကို့တောင်းဝန်လို့ခံယူလိုက်တဲ့အချိန်ကနေစပြီးတော့အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်မဲ့အပြည့်အဝထိန်းချုပ်ခွင့်ဟာသင်လက်ထက်ကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်သင်ဘဝမှာမကြာသေးမီကကြုံတွေ့ခဲ့ရတဲ့အကြီးမားဆုံးအခက်အခဲဒါမှမဟုတ်ပြဿနာတစ်ခုကိုစိတ်ထဲကနေပြန်တွေးကြည့်လိုက်ပါအဲ့ဒီအချိန်တုန်းကသင်ဟာပြဿနာကိုစိတ်ခံစားချက်တွေရှင်းတန်းတင်ပြီးတော့ဖြေရှင်းခဲ့ပါသလားဒါမှမဟုတ်အခုပြောသွားတဲ့အချက်တွေလိုမျိုးအကျိုးကြောင့်ဆင်ခြင်ပြီးတော့စနစ်တကျဖြေရှင်းခဲ့သလားဆိုတာကိုကိုအချိန်လေးပေးပြီးတော့ပြန်လဲဆင်ခြင်သုံးသပ်ကြည့်စေချင်ပါတယ်စာရေးသူရှင်းပြခဲ့တဲ့ processing power ဆိုတာစိတ်လှုပ်ရှားမှုကိုထိန်းချုပ်ပြီးတော့အုံနောက်ရဲ့ဆင်ခြင်တုံတရားကိုပြန်လဲနိုးကြလောက်လေ့ကျင့်ပေးတဲ့နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်အထူးသဖြင့်အရာရာလင်းမြန်စွာပြောင်းလဲနေပြီးတော့မသေးကြမရေရာမှုတွေများပြားလာတဲ့ယနေ့ခေတ်လူမှုအတိုင်းဝိုင်းမှာပြဿနာတစ်ခုပေါ်မှာရုပ်တိကျကျတည်တည်ငြိမ်ငြိမ်နဲ့ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းဟာတင့်ကိုတခြားသူတွေတဲ့ခြေလမ်းပေါင်းများစွာတာလုံစေမဲ့အစွမ်းထက်ဆုံးစူပါပါဝါတစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်သင်ဟာပြဿနာတွေကိုစိတ်ခံစားချက်မပါဘဲနဲ့စနစ်တကျခွဲခြမ်းစိတ်ဖြာမယ်ဆိုတာကိုနားလည်သဘောပေါက်သွားပါပြီဒါပေမဲ့လက်တွေ့မှာရွေးချယ်စရာလမ်းကြောင်းတွေအများကြီးထွက်လာတဲ့အခါမှာအဲ့ဒီအထက်ကမှအကောင်းဆုံးအမှန်ကန်ဆုံးတစ်ခုတည်းသောဆုံးဖြတ်ချက်ကိုဘယ်လိုရွေးချယ်ရမလဲတန်ချာပု္ပ္ပာတွက်တယ်လို့မျိုးဆုံးဖြတ်ချက်ချတဲ့နေရာမှာလဲတိကျသေးကြတဲ့ formula တစ်ခုရှိနေပါတယ်နောက်ခက်မှာတော့အလွန်ခက်ခဲရှုပ်ထွေးလာတဲ့ပြဿနာတွေကိုရှင်းလင်းသွားစေပြီးတော့အကောင်းဆုံးဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင်ကူညီပေးမယ် solve for x ဆိုတဲ့လိုအပ်ချက် formula ကြီးအကြောင်းကိုကျွန်တော်တို့အတူဆက်လက်ပြီးတော့လေ့လာကြည့်လိုက်အောင်အခန်း9
အကောင်းဆုံးဆုံးဖြတ်ချက်တွေချက်မှနီလမ်းစုံလမ်းကွာတစ်ခုကိုရောက်လာတဲ့အခါမှာဆုံးဖြတ်ချက်တစ်ခုချဖို့ရင်လေးနေတဲ့အချိန်မျိုးရှိဘူးပါသလားရွေးချယ်စရာလမ်းတွေကလည်းများလုံးနေပြီးတော့ဘယ်လမ်းကိုရွေးရမှမသိဘဲနဲ့ရှိမဆက်နိုင်ဖြစ်နေတာမျိုးပေါ့တကယ်တော့အောင်မြင်တဲ့ခေါင်းဆောင်တွေဟာဆုံးဖြတ်ချက်ချတဲ့အခါမှာစိတ်မှန်းနဲ့ရမ်းသမ်းပြီးတော့ဆုံးဖြတ်ချက်တွေချမှတ်လို့မရှိကြပါဘူးသူတို့မှာပြဿနာတိုင်းကိုတင် जा ပုတ်စာတစ်ပုတ်လို့တီတီကြကြတွက်ချက်နိုင်တဲ့ formula တစ်ခုရှိပါတယ်ဒီအခါမှာစာရေးသူက solve for h ကိုရှာဖွေခြင်းဆိုတဲ့အလွန်အစွမ်းထက်တဲ့ဆုံးဖြတ်ချက်ချမှတ်ခြင်းနည်းစနစ်ကိုမိတ်ဆက်ပေးထားပါတယ်အခရာသင်ကြားမှာအမည်မသိကိန်းရှင် h ကို formula သုံးပြီးတော့ရှာဖွေရတယ်လို့စီးပွားရေးနဲ့ဘဝမှာလည်းအကောင်းဆုံးရလဆိုတဲ့ h ကိုတိကျတဲ့တွက်ချက်မှုတွေနဲ့ရှာဖွေရမှာပဲဖြစ်ပါတယ် h ကိုရှင်းလင်းစွာသတ်မှတ်ခြင်းဆုံးဖြတ်ချက်မချခင်မှာမိမိအလိုချင်ဆုံးအထူးကရည်မှန်းချက် h ကဘာလဲဆိုတာကိုအရင်ဆုံးတိတိကျကျသတ်မှတ်ရပါမယ်ဥပမာဒီဆုံးဖြတ်ချက်ကနေငွေကြေးအမျှဆုံးလိုချင်တာလားအချိန်မို့လိုချင်တာလားဒါမှမဟုတ်ဈေးကွက်နေရာကိုပို့ပြီးတော့လိုချင်တာလားဆိုတာကိုသေချာကွဲပြားနေဖို့လိုပါတယ်ရင်းနှီးမြှုပ်နှံမှုနဲ့ပြန်လည်ရရှိမှုရွေးချယ်စရာလမ်းကြောင်းတစ်ခုကြီးစီတိုင်းတွင်မိမိဘက်ကဘာတွေပေးဆရမလဲအချိန်ငွေကြေးလောက်အားဆိုတဲ့ investment ကိုတွက်ချက်ပါပြီးရင်အဲ့ဒီကနေပြန်ရလာမယ့် return အကျိုးအမြတ်နဲ့ထိုက်တန်မှုရှိမရှိနိုင်ရှင်ရမှာမယ်အန်ဒီရဲ့ကိုတွက်ချက်ခြင်းဆုံးဖြတ်ချက်တိုင်းမှာအန်ဒီရဲ့ risk ဆိုတာရှိသမျှပါအကောင်းဆုံးဖြစ်လာရင်ဘာဖြစ်မလဲအဆိုးဆုံးဖြစ်သွားခဲ့ရောဘာတွေဆုံးရှုံးနိုင်မလဲဆိုတာကိုစာရွက်ပေါ်မှာအတိအကျချရေးပြီးတော့တွက်ချက်ရပါမယ်အဆိုးဆုံးအခြေအနေတွေကိုမိမိကခံနိုင်ရှိတဲ့ဆိုမှသာအဲ့ဒီဆုံးဖြတ်ချက်ကိုချမှတ်ပြီးတော့ရှေ့ဆက်သင့်ပါတယ်မျက်ကွယ်ရာများကိုဖယ်ရှားခြင်းဆုံးဖြတ်ချက်ချရမှာကိုမမြင်ရတဲ့မျက်ကွယ်ရာတွေကိုဖယ်ရှားနိုင်ဖို့ယုံကြည်ရတဲ့အကြံပေးပုဂ္ဂိုလ်တွေမိမိရဲ့အတွေ့အကြုံရင့်ကြသူတွေရဲ့အမြင်တွေကိုလည်းထက်သွင်းစဉ်းစားပြီးတော့ formula ကိုပုံမခိုင်မအောင်တည်ဆောက်ရပါမယ်ဒီလိုစနစ်တကျတွက်ချက်ခြင်းအဖြစ်စိတ်ခံစားမှုနောက်ကိုပါမသွားဘဲနဲ့ယုတ်တိကြကြနဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်ယနေ့ခေတ်လိုသတင်းအချက်အလက်တွေများပြားလုံးပြီးတော့အရာရာလင်းမြန်စွာပြောင်းလဲနေတဲ့အချိန်မှာလူတွေကဆုံးဖြတ်ချက်ချရလို့အုံနောက်ကပင်မနှွမ်းနေတဲ့ယောဂါကိုခံစားနေကြရပါတယ်မနဲ့မိုးလင်းတာနဲ့ဘာစားရမလဲဘာဟုတ်ရမလဲကနေစပြီးတော့လုပ်ငန်းခွင်ကကြီးမားတဲ့ကိစ္စတွေအထိဆုံးဖြတ်ချက်တွေစတိုက်ချနေရတဲ့အခါမှာမာရွေးနဲ့ရွေးချယ်မှုတွေဖြစ်လာတတ်ပါတယ်ဒီလိုအချိန်မှာ soft for h ဆိုတဲ့ကိုယ်ပိုင် formula တစ်ခုကိုစိတ်ထဲမှာတိစောက်ထားခြင်းကအုံနောက်ရဲ့ဝန်တော့ဝန်မိုးကိုတိတိကျကျရှော့ချပေးပါတယ်မန်းစပြီးတော့စိုးရင်ဘူးပန်နေမဲ့စားတိကျတဲ့အချက်လက်တွေအပေါ်မှာအခြေခံပြီးတော့ရေးရေးဝုန်းဆုံးဖြတ်နိုင်စွာလူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုပေးစွမ်းနိုင်ုံသာမကကြီးမားတဲ့ကိုယ်ရည်ကိုယ်သွေးယုံကြည်မှုကိုပါခိုင်မာအောင်တိစောက်ပေးနိုင်ပါတယ်ဆုံးဖြတ်ချက်တွေကိုမမှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်ချနိုင်ပြီးဆိုရင်တော့မှအဲ့ဒီဆုံးဖြတ်ချက်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာသင်တယောက်တည်းအကုန်လုံးကိုလုပ်နိုင်ပါမလားလူတော်တော်များများကငါ့ကိုငါပဲအားကိုးတယ်အကုန်လုံးကိုငါလှုပ်ဝစိတ်ချရတယ်ဆိုတဲ့တကူတော်သမားအတူရောင်ယုံကြည်မှုကြီးကိုဖက်တွေထားတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီယုံကြည်မှုကြီးကသင်ရဲ့အောင်မြင်မှုကိုဘယ်လောက်တောင်နှောင့်နှေးစေပြီးတော့ဒုက္ခပေးနိုင်တယ်လေဆိုတာကိုနောက်ကမ်းမှာစာရေးသူကအသေးစိတ်ရှင်းပြပေးထားပါတယ်အခန်း6တကူတော်သမားတွေကြာရှုံးရတဲ့အကြောင်းရင်းအလုပ်တစ်ခုကိုသူများစီကိုလွဲပေးလိုက်ရင်စိတ်မချရလို့ဒါမှမဟုတ်သူများကိုရှင်းပြနေရမယ့်အချိန်နဲ့ကိုယ်တိုင်လှုပ်လိုက်တာကမှပုံမြန်တဲ့ဆိုတဲ့အတွေးမျိုးနဲ့အရာအလုံးကိုကိုကကြီးပဲဒိုင်ကန်လုံနေမိတဲ့အချိန်တွေရှိဘူးပါသလားငါကိုငါပဲယုံကြည်တယ်ဆိုတဲ့စကားကကြားလို့အတော်လေးကောင်းပါတယ်ဒါပေမဲ့တကယ်လက်တွေ့စီးပွားရေးလောကမှာတော့အဲ့ဒီတကူတော်သမားဆိုတဲ့အတူရောင်ယုံကြည်မှုကြီးဟာတိုင်းကိုကြီးမားတဲ့အောင်မြင်မှုတွေစီကိုမရအောင်တားဆီးထားတဲ့အစိုးရဆိုထောင်ချောက်ကြီးတစ်ခုဖြစ်နေတတ်ပါတယ်ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုဆိုတာတယောက်တည်းလှုပ်ဆောင်လို့ဘလို့မှမရနိုင်ဘူးဆိုတဲ့အမှန်တရားကိုစာရေးသူကမိမောင်းထိုးပြထားပါတယ်။တင်ရဘလောက်ပဲတော်နေပါစေ။တစ်နေ့မှာ24နိုင်ပဲရှိတဲ့အတွက်တင်ရဲ့လှုပ်ဆောင်နိုင်စွမ်းဟာတစ်ချိန်မှာအကန့်အသတ်ဖြစ်သွားမှသိကြပါပဲ။ဒါကြောင့်ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုအစပေါင်းများစွာမြင့်တင်ခြင်းနဲ့ဆိုရင်မှန်ကန်တဲ့အသင်းအဖွဲ့ကိုမဖြစ်မနေတည်ဆောက်ရပါမယ်။တကူတော်သမားထောင်ချောင်းအရာရာကိုကိုယ်တိုင်လုပ်မှကြည်နဲ့တက်တဲ့ micro manager အကျင့်ကိုဖျောက်ရပါမယ်။ကိုတယောက်တည်းအားလုံးလုပ်နေတဲ့၍တင်းလုံကတင့်တဲ့ဘယ်တော့မှကြီးထွားလာမှာမဟုတ်ပါဘူး။အားနည်းချက်များကိုငားရမ်းခြင်းအခန်းနှစ်မှာကျွန်တော်တို့လေ့လာခဲ့တဲ့မိမိရဲ့အားနည်းချက်တွေကိုအခုအချိန်မှာအသုံးချရမှာပဲဖြစ်ပါတယ်။သင်အားနည်းတဲ့အပိုင်းတွေသင်မလုပ်တတ်တဲ့အရာတွေမှာကျွမ်းကျင်တဲ့သူတွေကိုရှာဖွေပြီးတော့အလုပ်ခန့်ရပါမယ်။ကိုနဲ့တူတဲ့သူတွေကိုကြီးပဲစုထားသလိုမျိုးမဟုတ်ဘဲနဲ့ကိုကိုဖြည့်စွမ်းနိုင်ပေမဲ့စွမ်းဆောင်ရည်ရှိတဲ့သူတွေကိုစုဆောင်းရပါမယ်။လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခြင်းအဖွဲ့အစည်းတည်ဆောက်ရမှာအခက်အခဲဆုံးကတော့တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုသူတစ်ပါးလက်ထက်ကိုယုံကြည်စွာလွှဲပြောင်းပေးခြင်းပါပဲ။အစပိုင်းမှာအမားယွင်းနေရှိနိုင်ပေမဲ့ရေရှည်မှာသူတို့ကိုယ်တိုင်ယက်တည်နေအောင်
စနစ်တကျသင်ကြားပေးပြီးတော့လုပ်ပိုင်ခွင့်ပေးရပါမယ်။ခေါင်းဆောင်မှုတို့ကူပြောင်းခြင်းတကူတော်ကစားသမားဘဝကနေအသင်းကိုဥဆောင်တဲ့နီးပြတစ်ယောက်ဖြစ်မိမိရဲ့စိတ်နေသဘောထားကိုအစစ်မြစ်တင်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ကျွန်တော်တို့လူသားတွေမှာအလုပ်တစ်ခုကိုတေးကြခြင်းကိုယ်တိုင်သာလုပ်ပါဆိုတဲ့အတွေးခေါ်ဟောင်းကြီးကအယိုးဆွဲနေတတ်ကြပါတယ်။အဲ့ဒီအတွေးရဲ့နောက်ွယ်မှာအတနဲ့သူတစ်ပါးပေါ်မှာယုံကြည်မှုကင်းမဲ့ခြင်းဆိုတဲ့စိတ်ပိုင်းဆိုင်ရာအဟန့်အတားတွေရှိနေပါတယ်။တကယ်တော့ကြီးကျယ်တဲ့ခေါင်းဆောင်တွေဟာအလုပ်တိုင်းကိုသူတို့ကိုယ်တိုင်အကောင်းဆုံးလုပ်နိုင်လို့ခေါင်းဆောင်ဖြစ်လာတာမဟုတ်ပါဘူး။အဲ့ဒီအလုပ်တွေကိုအကောင်းဆုံးလုပ်နိုင်မဲ့သူတွေကိုရှာဖွေနိုင်စွမ်းနဲ့သူတို့တွေကိုစုစည်းပြီးတော့ဘန်းနိုင်တစ်ခုလေးစီကိုသွားနိုင်အောင်ဥဆောင်နိုင်စွမ်းရှိကြလို့ပဲဖြစ်ပါတယ်။တကူတော်သမားဘဝကိုစွန့်လွန်ပြီးတော့အသင်းအဖွဲ့ကိုတီဆောက်လိုက်ခြင်းဟာစီးပွားရေးကိုချဲ့ထွင်ခြင်းတသက်မဟုတ်ဘဲနဲ့မိမိရဲ့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုကိုပါတက်ဆင့်မြင့်တင်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်တရားအစွမ်းအစရှိတဲ့လူတွေကိုရှာဖွေပြီးတော့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုကိုတီဆောက်လိုက်ပြီးဆိုပါစို့။ဒါပေမဲ့လူသားတွေဆိုတာစက်ရုပ်တွေမဟုတ်ပါဘူး။မတူညီတဲ့နောက်ခံတွေမတူညီတဲ့အတွေးခေါ်ရှိတဲ့လူတွေကိုတစုတစည်းတည်းဖြစ်အောင်ကုမ္ပဏီကိုသစ္စာရှိရှိနဲ့ရေရှည်ပူးပေါင်းလှုပ်ဆောင်လာအောင်ဘယ်လိုထိန်းသိမ်းရမလဲ။လစာကောင်းကောင်းပြီးထားရုံနဲ့လုံလောက်သွားပြီလား။လုံးဝမလုံလောက်သေးပါဘူး။လူတွေကိုတန်လက်လို့ဆွဲဆောင်နိုင်ပြီးတော့အဖွဲ့အစည်းကိုဘယ်တော့မှမပြိုကွဲအောင်ထိန်းသိမ်းထားနိုင်မယ်။အရေးကြီးဆုံးသောယဉ်ကျေးမှုတရားတိဆောက်ခြင်းရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့အတူလေ့လာကြည့်လိုက်အောင်အခန်းခွန်ခိုင်မာသေးကြတဲ့ယဉ်ကျေးမှုတရားကိုဖန်တီးခြင်းအဖွဲ့အစည်းတစ်ခုမှာလူတော်တွေအများကြီးစုထားအောင်နဲ့အောင်မြင်တဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်လာမှာမဟုတ်ပါဘူးလစာကောင်းကောင်းပေးရုံးခန်းလှလှလေးဖန်တီးပေးကြရုံနဲ့လူတွေကသင်စီမှာသစ္စာရှိရေရှည်အလုပ်လုပ်ပေးကြမယ်လို့တွေးထားရင်တော့အဲ့ဒီအတွေးခေါ်တွေကိုအရင်ဆုံးပြင်ဆင်ရပါလိမ့်မယ်ကြီးကျယ်ခမ်းနားတဲ့ကုမ္ပဏီတွေဟာငွေကြေးနဲ့ဆွဲဆောင်တာမဟုတ်ဘဲနဲ့မမြင်ရတဲ့စွမ်းအားတစ်ခုဖြစ်တဲ့ယဉ်ကျေးမှုနဲ့လူတွေကိုတန်လိုက်လို့ဆွဲကပ်ထားတာဖြစ်ပါတယ်အဖွဲ့အစည်းတစ်ခုကိုရေရှည်တည်တဲ့ခိုင်မြဲစေမဲ့မူဝါဒအခြေပြုယဉ်ကျေးမှုတိဆောက်ခြင်းရဲ့အရေးပါပုံကိုစာရေးသူကအသေးစိတ်ရှင်းပြထားပါတယ်ယဉ်ကျေးမှုဆိုတာနေရာမှာကတ်ထားတဲ့စာသားလှလှလေးတွေမဟုတ်ဘဲနဲ့နေ့စဉ်လက်တွေ့ကျင့်သုံးရမယ့်အပြည့်မူကောင်းတွေပဲဖြစ်ပါတယ်အပေါ်ရန်အခွင့်အရေးများနဲ့အနှစ်သာရမူဝါဒများကုမ္ပဏီတော်များများကဝန်ထမ်းတွေကိုဆွဲဆောင်မှုကော်ဖီအခမဲ့တိုက်တာအားကစားခန်းမထားပေးတာစတဲ့အပေါ်ရန်အခွင့်အရေးတွေကိုယဉ်ကျေးမှုတစ်ခုလို့ထင်မှတ်မှားတတ်ကြပါတယ်တကယ်ခိုင်မာတဲ့ယဉ်ကျေးမှုဆိုတာကတော့ငါတို့ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဖောက်တဲ့ကိုဘယ်လိုဆက်ဆံမလဲအချင်းချင်းဘယ်လိုရိုင်းပင်းကူညီမလဲဆိုတဲ့ခိုင်မာတဲ့မူဝါဒတွေအပေါ်မှာအခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်ခေါင်းဆောင်သည်အပူချိန်ထိန်းဆက်ဖြစ်နေရပါမယ်အခန်းထဲကအပူချိန်ကိုထိန်းညှိပေးတဲ့အပူချိန်ထိန်းဆက်တစ်ခုလို့ခေါင်းဆောင်ဆိုတာအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုအပူချိန်အတက်အကျကိုသတ်မှတ်ပေးရပါမယ်ခေါင်းဆောင်ကိုယ်တိုင်ကအလုပ်ကြိုးစားမှုရိုးသားမှုပွင့်လင်းမြင်သာမှုရှိမှသာနောက်လိုက်တွေကလည်းအဲ့ဒီယဉ်ကျေးမှုအတိုင်းလိုက်လံကျင့်သုံးကြမှာပဲဖြစ်ပါတယ်အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တဲ့ခေါင်းဆောင်မျိုးဆိုရင်ယဉ်ကျေးမှုဟာအချက်ချင်းပြိုလဲသွားတတ်ပါတယ်အစိတ်သင့်စင်သောလူတော်များကိုဖယ်ရှားခြင်းယဉ်ကျေးမှုတရားကိုတီးဆောက်ရမှာအခက်အခဲဆုံးစမ်းသပ်ချက်ကတော့အလုပ်ရမ်းတော်ပေမဲ့ကုမ္ပဏီရဲ့မူဝါဒနဲ့မညီတဲ့အသင်းအဖွဲ့ကိုအစိတ်သင့်စင်တဲ့လူတွေကိုရဲရဲကိုဖယ်ရှားရတဲ့တတိပါပဲယဉ်ကျေးမှုကိုကာကွယ်ဖို့အတွက်တခါတည်းမှာအယောင်အကောင်ဆုံးဝန်ထမ်းကိုတော့အလုပ်ဖြုတ်ရဲရပါမယ်ယဉ်ကျေးမှုဆိုတာဘယ်သူထက်မဆိုပိုရေးကြည့်ပါတယ်မျောလင့်ချက်များကိုတိတိကျကျသတ်မှတ်ခြင်းကုမ္ပဏီကအဖွဲ့ဝင်တိုင်းစီကနေဘာကိုမျောလင့်ထားတယ်လဲသူတို့ကရောကုမ္ပဏီစီကနေဘယ်လိုအကျိုးများပြန်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်မူဝါဒတွေကိုလူတိုင်းသိအောင်အမြဲတမ်းဆက်သွယ်ပြောဆိုနေရပါမယ်လူသားတွေရဲ့သဘာဝအရအစုအဖွဲ့တစ်ခုခုမှာပါဝင်ခြင်းကြတဲ့စိတ်ဆန္ဒအပြည့်ရှိကြပါတယ်လူတွေဟာသူတို့နဲ့တန်ဖိုးထားမှုတူညီတဲ့နေရာကိုရောက်တဲ့အခါမှာငွေကြေးလစာတစ်ခုတည်းအတွက်မဟုတ်တော့ဘဲနဲ့ဂုဏ်ယူဝင့်ကြွားမှုမိသားစုလိုတန်ရောစင်တွေနဲ့အလုပ်လုပ်တတ်ကြပါတယ်ခိုင်မာတဲ့ယဉ်ကျေးမှုတရားဆိုတာဝန်ထမ်းတွေကိုငါဒီနေရာနဲ့ထိုက်တယ်လေဒီနေရာကငါ့ကိုတန်ဖိုးထားတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပေးစွမ်းနိုင်ပါတယ်ဒါကြောင့်ကောင်းဆောင်ကောင်းတယောက်ရဲ့အဓိကတာဝန်ဟာအမျက်စွန်းရှာဖွေရေးတတ်မဟုတ်ပဲနဲ့လူတိုင်းပျော်ရွှင်စွာနဲ့အစွမ်းကိုစ조사ခြင်းစိတ်ပေါက်လာမယ်ဂေယစနစ်တစ်ခုကိုဖန်တီးပေးခြင်းပဲဖြစ်ပါတယ်ခိုင်မာတဲ့ယဉ်ကျေးမှုတရားကိုတည်ဆောက်နိုင်ပြီဆိုရင်အဖွဲ့အစည်းအတွင်းမှာအလိုလိုဖြစ်ပေါ်လာမယ့်အရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ယုံကြည်မှုပါပဲဒါပေမဲ့စီးပွားရေးလောကမှာယုံကြည်မှုဆိုတာစိတ်ခံစားချက်တသက်မဟုတ်ပါဘူးယုံကြည်မှုကနေတဆင့်သင်လုပ်ငန်းရဲ့တိုးတက်မှုအရှိန်အဟုန်ကိုအစပေါင်းများစွာဘယ်လိုမျိုးမြင့်တင်ပြည့်နိုင်တယ်လဲဆိုတာဆက်လက်ပြီးတော့လေ့လာသွားရမှာပဲဖြစ်ပါတယ်အခန်းရှိယုံကြည်မှုကနေတဆင့်အောင်မြင်မှုကိုအရှိန်တည်ခြင်းကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေကရှေ့ကိုခီးမတွင်မနဲ့ဘာဖြစ်လို့အမြဲတမ်းနေကွေလေးလံနေရလဲဆိုတာကိုစဉ်းစားမိဘူးပါလားအများစုကတော့ငွေကြေးအရင်းနှီးမလုံလောက်လို့နီးပညာမပြည့်စုံလို့ဒါမှမဟုတ်ဝန်ထမ်းအင်အားမရှိလို့ဆိုပြီးတော့အကြောင်းပြချက်အမျိုးမျိုးပေးတတ်ကြပါတယ်ဒါပေမဲ့တကယ်အဓိကတရားခံက
အပေါ်မှာပြောထားတဲ့အချက်တွေကြောင့်တခုမှမဟုတ်ပါဘူးကျွန်တော်တို့နေ့စဉ်မျက်ကွယ်ပြုတ်ထားမိတဲ့မမြင်ရတဲ့အဟန့်အတားကြီးတစ်ခုရှိပါတယ်အဲ့ဒါကတော့ယုံကြည်မှုပျောက်ဆုံးနေခြင်းပဲဖြစ်ပါတယ်ယုံကြည်မှုဆိုတာနူးညံ့တဲ့စိတ်ခံစားချက်သက်ကိုကြည့်နေရသက်ပဲမဟုတ်ပါဘူးအရှိန်ဟုန်ကိုတပ်ဖြတ်နေသောအရာအဖွဲ့အစည်းတစ်ခုမှာခေါင်းဆောင်ကဝန်ထမ်းတွေကိုမယုံကြည်ဘူးဝန်ထမ်းတွေကလည်းအချင်းချင်းမယုံကြည်ဘူးဆိုရင်ဘာဖြစ်လာမလဲအလုပ်တစ်ခုပြီးတိုင်းသေချာရလားဆိုပြီးတော့အထက်ထက်အခါကပြန်စစ်ဆေးရပါမယ်အသေးမွားကိစ္စလေးကစခွင့်ပြုချက်အစဉ်စဉ်တောင်းခံရနေပါမယ်မိုက်ခရိုမန်နေဂျာဝင်လောက်ရတဲ့အတွက်အချိန်တွေအလဟသာကုန်ဆုံးပြီးတော့ကုမ္ပဏီရဲ့ရှေ့ဆက်မဲ့အချိန်ဟုန်ဟာလုံးဝရပ်တန့်သွားတတ်ပါတယ်ယုံကြည်မှုကိုတိဆောက်သည့်အုပ်မြင်ယုံကြည်မှုဆိုတာစကလုံးလှလှတွေသုံးပြီးတော့ပြောဆိုရုံနဲ့ရလာတဲ့အရာမဟုတ်ပါဘူးယုံကြည်မှုကအားကိုးရမှုနဲ့အချိန်ကိုပေါင်းစထားရဲဆိုတဲ့ formula အတိုင်းတိဆောက်ရတာပါကိုပြောတဲ့စကားကိုတည်တဲ့အောင်အချင်းချင်းအခက်ကလက်တွေ့သက်သေပြနိုင်မှာသာယုံကြည်မှုဆိုတာပေါက်ဖွာလာခြင်းဖြစ်ပါတယ်ဖောက်သည်များနဲ့ယုံကြည်မှုဝန်ထမ်းတွေအချင်းချင်းကြားလာမှာကဖောက်သည်တွေနဲ့ကုမ္ပဏီကြားမှာလည်းယုံကြည်မှုကအရေးကြီးပါတယ်ဖောက်သည်တယောက်ကသင်ရဲ့ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုကိုအပြည့်အဝယုံကြည်သွားပြီဆိုရင်ဈေးနှုန်းကိုစစ်ဆေးတာတွေတခြားပြိုင်မဲ့တွေစီကိုလိုက်ရှာတာတွေလုပ်တော့မှာမဟုတ်ပါဘူးယုံကြည်မှုကဝယ်ယူလူအားကိုအလိုလျောက်မြန်ဆန်သွားစေပါတယ်ယုံကြည်မှု၏ယင်းနှိမ့်မြုံနှံမှုအကျိုးများသင်အနေနဲ့ယုံကြည်ရတဲ့အသင်းဖွဲ့တစ်ခုကိုတည်ဆောက်နိုင်ပြီဆိုရင်အရာအားလုံးကိုမျက်စိတောက်ထောက်ကြည့်နေစရာမလိုတော့ပါဘူးသူတို့ကိုယုံကြည်စွာလုပ်ပိုင်ခွင့်ပေးလိုက်တဲ့အခါသင်ဟာကုမ္ပဏီရဲ့အနာဂတ်အတွက်ပို့ပြီးတော့ရည်ကြီးတဲ့မဟာဗျူဟာဘိုင်းတွေကိုအချိန်ပေးစဉ်းစားလာနိုင်မှာဖြစ်ပါတယ်လူသားတွေရဲ့အုံတော်ဟာမသေးချာမြေယာမှုကိုအမုန်းဆုံးဖြစ်ပါတယ်လူတစ်ယောက်ကိုမယုံကြည်ရဘူးဆိုတာကိုယ့်အတွက်အန္တရာယ်တစ်ခုအနေနဲ့အုံနောက်ကသတ်မှတ်ပြီးတော့ကာကွယ်ရေးရန်ရာတွေကိုအလိုလျောက်ဖွင့်ချလိုက်ပါတယ်အဲဒီအခါမှာပူးပေါင်းဆောင်ရွက်မှုတွေရပ်တန့်သွားပြီးတော့တယောက်နဲ့တယောက်ပြည့်ရှာဖို့ကိုကာကွယ်ဖို့ကိုသာအာရုံစိုက်လာကြပါတယ်နိုင်ငံရေးစီးပွားရေးလူမှုရေးဘယ်နဲ့ပဲမှမဆိုယုံကြည်မှုမြင့်မားသောလူအဖွဲ့အစည်းတွေဟာတီထွင်စမ်းသစ်မှုအားကောင်းပြီးတော့အလင်းမြန်တိုးတက်ကြပါတယ်ပြောင်းပြန်အဖြစ်ယုံကြည်မှုကင်းမဲ့နေတဲ့လူအဖွဲ့အစည်းမှာတော့အရာရာကိုစီးမြင်းစည်းကမ်းတွေစာရွက်စာတမ်းတွေထောက်ခံစာတွေနဲ့အထက်ထက်အခါခါစစ်ဆေးနေရတဲ့အတွက်အဖိုးတန်တဲ့အချိန်တွေနဲ့အခွင့်အရေးတွေဟာသဲတဲ့ရေသွန်းသွန်းဆုံးရှုံးနေရပါတယ်ဒါကြောင့်ခေါင်းဆောင်ကောင်းတယောက်ရဲ့အကြီးမားဆုံးသောတောင်းဟာအလုပ်တွေပြီးမြောက်ဖို့တသက်မဟုတ်ပဲနဲ့လူတွေကြားထဲမှာယုံကြည်မှုဆိုတဲ့ရွှေတက်ရှာတဲ့တန်ရောစင်ကြိုးကိုခိုင်ခိုင်မာမာတိဆောက်ပြီးနိုင်မှုပဲဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုကိုတာမန်အဆင့်ကနေအေယာမလုပ်ငန်းကြီးတစ်ခုဖြစ်လာအောင်အစပေါင်းများစွာတိုးတက်ချက်ထွင်ခြင်းနဲ့ဆိုရင်ပေါင်းချင်းကနေမြောက်ချင်းကိုမဖြစ်မနေကူးပြောင်းရပါမယ်ဘလို့စနစ်တွေကသင်လုပ်ငန်းကိုအစပေါင်းများစွာကြီးထွားစေပါလေနောက်ခန်းမှာတော့လုပ်ငန်းကိုအစပေါင်းများစွာချက်ထွင်ခြင်းဆိုတဲ့မဟာဗျူဟာလိုအပ်ချက်တွေကိုကျွန်တော်တို့အတူလေ့လာကြည့်လိုက်ရအောင်အခန်းကိုစီးပွားရေးကိုအစပေါင်းများစွာချက်ထွင်ခြင်းမိတ်ဆွေရဲ့လုပ်ငန်းလေးဟာပုံမှန်အတိုင်းလည်ပတ်နေပြီဝင်ငွေလေးပုံမှန်ဝင်နေပြီဆိုရင်ဒီတိုင်းကျေနပ်နေလိုက်တော့မှာလားဒါမှမဟုတ်ဒီထက်ပိုပြီးတော့ကြီးမားတဲ့အတိုင်းအတာတစ်ခုထိရအောင်အစပေါင်းများစွာကြီးထွားလာအောင်ချက်ထွင်ခြင်းနဲ့စိတ်ဆန္ဒရောရှိပါသလားလုပ်ငန်းတစ်ခုဟာရိုးရိုးလေးစူးစမ်းနေုံနဲ့တစ်နေ့တစ်နေ့နည်းနည်းစီလောက်ပဲတိုးတက်လာမှာပါဒါပေမဲ့တာမန်လုပ်ငန်းလေးကနေအီယာမလုပ်ငန်းကြီးတစ်ခုပြည့်အချိုးအကွေ့တစ်ခုမှာရုပ်တရက်အစပေါင်းများစွာခုံပြန်ကြော်လွားသွားဖို့ဆိုရင်တော့ပုံမှန်နီးလန်းတွေနဲ့အလုပ်မဖြစ်နိုင်တော့ပါဘူးအဲ့ဒီအတွက်အထူးသီးသန့်မဟာဗျူဟာတွေလိုအပ်လာပါပြီစာရေးသူကစီးပွားရေးကိုပေါင်းချင်းကနေမြောက်ချင်းအစ်စ်ကိုကူးပြောင်းမဲ့မဟာဗျူဟာမြောက်ချက်ထွင်ခြင်းအကြောင်းကိုရှင်းလင်းပြသထားပါတယ်ချက်ထွင်နေဆိုတာလူတွေအများကြီးထပ်ခန့်လိုက်တာဆိုင်ခွဲတွေအများကြီးထပ်ဖွင့်လိုက်တာတတ်တယ်မဟုတ်ပါဘူးအရင်းနှီးနဲ့အကျိုးမြအများကြီးရလာအောင်စနစ်တွေကိုတိဆောက်ခြင်းဖြစ်ပါတယ်လူကိုအားမကိုပဲစနစ်ကိုအားကိုခြင်းလုပ်ငန်းငယ်တွေမှာအလုပ်ဖြစ်ဖို့အတွက်ကျွမ်းကျင်တဲ့ဝန်ထမ်းတွေကိုပဲအဓိကအားကိုးကြပါတယ်ဒါပေမဲ့လုပ်ငန်းကြီးလာတဲ့အခါမှာလူဆိုတာထွက်သွားနိုင်ပါတယ်နေမကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်ဘယ်သူပဲလာလို့အလုပ်ဖြစ်မဲ့ခိုင်မာတဲ့လုပ်ငန်းချင်းစနစ် SOP တွေကိုမဖြစ်မနေတိဆောက်ရပါမယ်စနစ်ကသာလုပ်ငန်းကိုအစပေါင်းများစွာချက်ထွင်ပေးနေတာပါကောင်းဆောင်များကိုမွေးထုတ်ခြင်းအဖွဲ့အစည်းတစ်ခုကိုကြီးထွားစေခြင်းနောက်လိုက်ကောင်းတဲ့အများကြီးမွေးထုတ်နေလို့မရပါဘူးကိုလိုမျိုးဆုံးဖြတ်ချက်ချနိုင်တဲ့တာဝန်ယူနေတဲ့ခေါင်းဆောင်ကောင်းတွေမွေးထုတ်ရပါမယ်ခေါင်းဆောင်တစ်ယောက်ကနောက်ထပ်လူ10ယောက်ကိုထပ်မံဦးဆောင်နိုင်မှသာလုပ်ငန်းကကြီးထွားလာမှာဖြစ်ပါတယ်နီးပညာဖြင့်အရှိန်မြင့်ခြင်းယနေ့ခေတ်မှာကိုယ်တိုင်ထက်ခါလုပ်နေရတဲ့အလုပ်တွေကိုကွန်ပျူတာ software တွေ AI နီးပညာတွေအသုံးပြုပြီးတော့အလိုအလျောက်လဲပစေခြင်းဟာအချိန်နဲ့ငွေကြေးကိုအများကြီးသက်သာစေပြီးတော့လုပ်ငန်းကိုအစပေါင်းများစွာမြန်ဆန်စေပါတယ်မိမိကိုစားထိုးခြင်းလုပ်ငန်းရှင်တယောက်အနေနဲ့အမြန်ဆုံးချက်ထွင်ခြင်းကတော့ကိုယ်တိုင်ပါဝင်စရာမလိုဘဲနဲ့အလုပ်ဖြစ်နေအောင်ဖန်တီးခြင်းပါပဲနေ့စဉ်လဲပနေတဲ့အသေးစိတ်ကိစ္စတွေမှာ
မိမိကိုယ်တိုင်ကပိတ်ဆို့နေတဲ့အဟန့်အတားမဖြစ်ပါစေနဲ့လုပ်ငန်းတော်တော်များများကြီးထွားမလာဘဲနဲ့ရပ်တန့်သွားတဲ့အဓိကအကြောင်းရင်းကတီထောင်သူတွေရဲ့အတားကြောင့်ဖြစ်နေတတ်တာကိုတွေ့ရပါတယ်လုပ်ငန်းတီထောင်သူတွေဟာမိမိရဲ့လုပ်ငန်းကိုကိုယ့်ရဲ့ကလေးတစ်ယောက်လိုတန်ရောစင်ကြီးမားတတ်ကြတဲ့အတွက်တခြားသူကိုအပြည့်အဝလွဲပေးဖို့အရန်ကိုကြောက်ရွံ့တတ်ကြပါတယ်အားလုံးကိုငါကိုယ်တိုင်ထိန်းချုပ်ထားမှဆိုတဲ့အတွေ့အအစပိုင်းမှာအလုပ်ဖြစ်ပေမဲ့လုပ်ငန်းချွတ်ထတဲ့အဆင့်ရောက်တဲ့အခါမှာအဲ့ဒီအတွေ့ကပဲလုပ်ငန်းကိုပြန်လဲတပ်ဖြတ်တတ်ပါတယ်စစ်မှန်တဲ့ရင့်ကျက်မှုဆိုတာမိမိမပါဘဲနဲ့လဲပနေတဲ့ခေရစနစ်တစ်ခုကိုဖယ်တီးနိုင်ခြင်းပဲဖြစ်ပါတယ်ကိုအလုပ်ထဲကနေဆွဲထုတ်နိုင်ပါသားလုပ်ငန်းရဲ့အနာဂတ်ရည်မှန်းချက်တွေအတွက်အမြင်ကျကျနဲ့မဟာဗျူဟာတွေချက်မှတ်နိုင်မှာဖြစ်ပါတယ်လုပ်ငန်းကိုအရှိန်အဟုန်ပြင်းပြင်းနဲ့အစပေါင်းများစွာချက်ထွင်လိုက်ပြီးဆိုပါစို့အဲ့လိုကြီးမားတဲ့အောင်မြင်မှုတွေအရှိန်အဟုန်တွေနဲ့အတူမရှောင်လွဲနိုင်ပဲနဲ့နောက်ကနေအရေးလိုကပ်ပါလာမဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဗယံမတာဖြစ်မှုတွေပဲဖြစ်ပါတယ်အရှိန်အရန်ပြင်းတဲ့ကားတစ်စီးကိုမောင်းရသလိုဝင်ငွေတွေတက်လာတာနဲ့အမျှပြဿနာတွေဖိအားတွေကလည်းမထင်မှထားလောက်အောင်ကြီးမားလာပါလိမ့်မယ်အဲ့လိုဗယံမတာဖြစ်မှုတွေကိုကြောက်ရွံ့ပြီးတော့နောက်ဆုတ်သွားမလားဒါမှမဟုတ်အဲ့ဒီအခက်ခဲတွေကိုပဲကိုယ့်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်အောင်ဘယ်လိုပြောင်းလဲပြင်မလဲအခန်း30အရှိန်အဟုန်ကိုအသုံးချပြီးတော့အခက်အခဲတွေကိုရင်ဆိုင်ခြင်းအရာအလုံးကိုလို့သမျှအဆင်ပြေပြီးတော့အောင်မြင်မှုတွေစတိုက်ရနေတဲ့ကံတက်နေတဲ့အချိန်မျိုးကိုမိတ်ဆွေကြုံမှုပါသလားအဲ့လိုအချိန်မျိုးရအောင်လူတော်များများကငါတော့အောင်မြင်ပြီအခုလောက်ဆိုရင်တော်ပြီခဏလောက်အနားယူလိုက်အောင်ပဲဆိုပြီးတော့ခြေလမ်းကိုရက်တန့်ပစ်လိုက်တတ်ကြပါတယ်ဒါပေမဲ့တကယ် Grandmaster ကြီးတွေကတော့အဲ့လိုအချိန်ရနေတဲ့အချိန်မျိုးမှာဘယ်တော့မှအနားမယူကြပါဘူးသူတို့ကအဲ့ဒီအချိန်အုံကိုတငယ်ချင်းကောင်းတယောက်လိုဖက်တွယ်ထားပြီးတော့နောက်ွယ်ကနေမလွဲမသွေလိုက်ပါလာမဲ့ဗယံမတာအခက်ခဲတွေကိုရင်ဆိုင်ဖို့အသင့်ပြင်ထားတတ်ကြပါတယ်စီးပွားရေးလောကရဲ့အရေးအကြီးဆုံးလှုပ်ဝက်ချက်တစ်ခုဖြစ်တဲ့အရှိန်အဟုန်အကြောင်းနဲ့အရှိန်အဟုန်ကြောင့်ဖြစ်ပေါ်လာမဲ့ဗယံမတာအခြေအနေတွေကိုဘယ်လိုကင်တွယ်ဖြေရှင်းမလဲဆိုတာကိုအသေးစိတ်ရှင်းလင်းပြသထားပါတယ်အရှိန်အဟုန်ဆိုတာရဖို့ခက်တယ်လို့ဆုံးရှုံးမှုလည်းလွယ်ကူတယ်အရှိန်အဟုန်ဆိုတာယထာတစ်စီးလိုပါပဲရက်နေတဲ့ယထာကြီးတစ်စီးကိုစတင်ရွှေလျားအောင်တွန်းဖို့ဆိုတာအင်မတန်မှခက်ခဲပြီးတော့စွမ်းအင်တွေအများကြီးအသုံးပြုရပါတယ်ဒါပေမဲ့တစ်ချိန်တစ်ခါလောက်အရှင်ရသွားပြီဆိုရင်တော့အရှိမဘလောက်ကြီးရဲ့တတိုင်းကြီးရှိနေပါစေအလွယ်တကူဖြတ်ကျော်တိုက်ဖြတ်သွားနိုင်ပါတယ်ဒါပေမဲ့သတိထားရမယ့်အချက်ကမိမိဘက်ကစိတ်ကျေနပ်ပြီးတော့လေဘာကိုနည်းနည်းလေးရှော့ချလိုက်တာနဲ့အဲ့ဒီအရှင်ဟာချက်ချင်းဆိုလိုပျောက်ကွယ်သွားတတ်ပြီးတော့ပြန်လဲတီဆော့ဖို့ပထမဆုံးအချိန်ကားထဲတော့ပို့ပြီးတော့ခက်ခဲသွားတတ်ပါတယ်အရှင်အဟုန်နဲ့အတူလိုက်ပါလာမဲ့ဗယံမတာဗျာသိန်းလုပ်ငန်းကအရှင်အဟုန်နဲ့ကြီးထွားလာပြီဆိုရင်အရာအလုံးအဆင်ပြေချောမွေ့သွားပြီလို့မထင်လိုက်ပါနဲ့ဝင်ငွေတွေအစပေါင်းများစွာဒိုးလာတဲ့မြခွန်နှန်းတွေမလောက်ငှတော့တာကုန်ပစ္စည်းတွေပြက်လက်သွားတာဖောက်တယ်တွေရဲ့တိုင်ကြားစာတွေအများပြားရရှိလာတာစတဲ့ဗယံမတာအခြေအနေတွေဟာသေချာပေါက်ရောက်လာပါပါအခက်အခဲများကိုကြိုတင်မျှော်မှန်းထားခြင်းဒီလိုဗယံမတာတွေဖြစ်လာတဲ့အခါမှာတာမန်ခေါင်းဆောင်တွေကကြောက်ရွံ့ပြီးတော့နောက်ဆုတ်သွားတတ်ကြပါတယ်ဒါပေမဲ့အောင်မြင်တဲ့ခေါင်းဆောင်တွေကတော့ဒီအခြေအနေတွေကိုကြီးထွားမှုရဲ့လက္ခဏာတစ်ရပ်အဖြစ်မယူကြပါဘူးပြဿနာတွေများလာတာဟာလုပ်ငန်းမအောင်မြင်လို့မဟုတ်ဘဲနဲ့လုပ်ငန်းကအယမ်းမြင်ကြီးထွားလာလို့ဆိုတာကိုနားလည်သဘောပေါက်ပြီးတော့ပြဿနာတွေကိုထိတ်တက်ရင်ဆိုင်ဖြေရှင်းကြပါတယ်အရှိန်ကိုမလျှော့ပဲစနစ်ကိုပြင်ဆင်ခြင်းဗယံမတာတွေဖြစ်လာတဲ့အခါမှာဖြေရှင်းရမယ့်နည်းလမ်းကလုပ်ငန်းကိုအရှိန်လျှော့ချလိုက်ဖို့မဟုတ်ဘဲနဲ့အဲ့ဒီအခက်အခဲတွေကိုခံနိုင်ရရှိမဲ့ပုံမခိုင်မာတဲ့စနစ် system နဲ့လေပတ်မှုပုံစံတွေကိုနောက်ွယ်ကနေအမြန်ဆုံးအစစ်မြင့်တင်တိစောက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်လူသားတွေရဲ့အုံတော်ဟာ homeostasis လို့ခေါ်တဲ့ပဂရိတည်ငြိမ်တဲ့အခြေအနေတစ်ခုကိုအမြဲတမ်းထိန်းသိမ်းထားခြင်းတဲ့သဘာဝရှိပါတယ်။ဒါကြောင့်ဘဝမှာရုပ်ရည်ရဲ့အပြောင်းအလဲတွေဖြစ်လာရင်အုံတော်ကဒါကိုမလုံခြုံမှုချင်းချောက်မှုတစ်ခုဖြစ်မှတ်ယူပြီးတော့ကြောက်ရွံ့လာတတ်ပါတယ်။အဲဒီအခါမှာဗယံမတာအခြေအနေတွေကိုမခံစားကျင်တော့တဲ့အတွက်ကိုမသိစိတ်ကနေနောက်ဆုတ်လိုက်တာအမားလုပ်ပြီးတော့ဖြစ်စည်းပစ်လိုက်တာမျိုးတွေလှုပ်ဆောင်လာတတ်ကြပါတယ်။အောင်မြင်တဲ့စီးပွားရေးစောစောရှင်တွေဆိုတာသူတို့ရဲ့အုံတော်ကပေးတဲ့အဲ့ဒီကြောက်ရွံ့မှုအချက်ပြချက်ကိုလစ်လျူရှုပြီးတော့မသေးချာမြေယာမှုနဲ့ဗယံမတာဖြစ်မှုတွေကြားထဲမှာလက်တောင်သက်သာနေထိုင်နိုင်စွမ်းကိုအမြင့်မားဆုံးလက်ကျင့်ထားနိုင်သူတွေပဲဖြစ်ပါတယ်။လုပ်ငန်းကအရှင်ုံနဲ့ကြီးထွားလာပြီ။ဗယံမတာပြဿနာတွေကိုလည်းရင်ဆိုင်မှုအသင့်ဖြစ်နေပြီဆိုပါစို့။ဒါပေမဲ့ကိုယ်လုပ်ငန်းမှာဘာတွေဖြစ်ပျက်နေတယ်။ဘယ်နေရာမှာအားနည်းနေတယ်။ဘယ်သူတွေကတော့တကယ်အလုပ်လုပ်နေရဲဆိုတာကိုအတိအကျမသိဘဲနဲ့ရန်သမ်းပြီးတော့ဖြေရှင်းနေလို့မရပါဘူး။သင်မတိုင်းတာနိုင်တဲ့အရာကိုသင်ဘယ်တော့မှစီမံနိုင်မှာမဟုတ်ပါဘူး။ Grandmaster တွေဟာသူတို့လုပ်ငန်းရဲ့အခြေအနေကိုနေ့စဉ်နဲ့များစောင့်ကြည့်ဖို့အတွက်ဘယ်လိုလုပ်ဝက်ချက်စနစ်တွေကိုအသုံးပြုနေကြရလဲအခန်း7တင့်စီးပွားရေးကိုစောင့်ကြည့်မဲ့စနစ်များတည်ဆောက်ခြင်းမျက်လုံးကိုအခုနဲ့တင်းတင်းကြပ်ကြပ်စီးထားပြီးတော့ကားတစ်စီးကိုအမြန်လမ်းပေါ်မှာအရှင်ပြင်းပြင်းမောင်းဖို့ဆိုတာဖြစ်နိုင်ပါမလားဒီလိုအခြေအနေမျိုးကလုံးဝကိုမဖြစ်နိုင်ပါဘူးဒါပေမဲ့လက်တွေ့စီးပွားရေးလောကမှာတော့လူတော်တော်များများဟာကိုယ့်လုပ်ငန်းရဲ့လက်ရှိအခြေအနေဝင်ငွေ
ထွက်ငွေနဲ့တိုးတက်မှုအတိုင်းအတာတွေကိုအတိအကျမသိဘဲနဲ့ကိုယ့်ရဲ့မန်းစချက်သက်သက်အပေါ်မှာပဲအပြည့်အဝမိကိုအားထားပြီးတော့လုပ်ငန်းကိုအချိန်နဲ့မောင်းနေတတ်ကြပါတယ်တကယ်တော့အောင်မြင်တဲ့စီးပွားရေး Grand Master တွေဟာဘယ်တော့မှမြက်ကန်းတရားလိုလမ်းလျှောက်လို့မရှိပါဘူးသူတို့မှအရာရာကိုတိတိကျကျတိုင်းတာနိုင်တဲ့အစွမ်းနဲ့လက်ဝက်လက်နဲ့တစ်ခုရှိနေပါတယ်မတိုင်းတာနိုင်ရင်မစီမံနိုင်ပါသိလုပ်ကံမှာနေ့စဉ်အယောင်ဘယ်လောက်ရှိလဲဖောက်တဲ့သေးဘယ်တယောက်ရထားပြီလဲဝန်ထမ်းတွေရဲ့စမ်းဆောင်ရည်ကဘယ်လောက်ရှိလဲဆိုတာကိုအတိအကျတိုင်းတာနိုင်တဲ့အညွှန်းကိန်းတွေ KPI တွေသာမရှိဘူးဆိုရင်သိလုပ်ငန်းဟာရေစုံမျောသွားတော့မှာပဲဖြစ်ပါတယ်အရေးကြီးသောကိန်းဂဏန်းများကိုရှာဖွေခြင်းကိန်းဂဏန်းတိုင်းကအရေးမကြီးပါဘူးလူမှုကွန်ရက်ကလိုက်အရေးတွေ့တယ်လို့မျိုးအပေါ်ယံကြည့်ကောင်းနေကိုတသက်ဖြစ်တဲ့ကိန်းဂဏန်းတွေအပေါ်မှာအာရုံမစိုက်ပါနဲ့တကယ်တမ်းလုပ်ငန်းကိုကြီးထွားစေမဲ့ဝင်ငွေကိုတိုက်ရိုက်တက်ရောက်မှုရှိစေမဲ့အဓိကကိန်းဂဏန်းတွေကိုသာသေချာရွေးချယ်စောင့်ကြည့်ရပါမယ် Dashboard တည်ဆောက်ခြင်းလေမှုတရားဟာလေရဲ့အမြန်နှုန်းစီဂျန်ပမာဏတွေကို Dashboard ပေါ်မှာတစ်ချက်ကြည့်လိုက်တာနဲ့သိနိုင်တယ်လို့သိအနေနဲ့လေလုပ်ငန်းရဲ့ကျန်းမာရေးအခြေအနေကိုချက်ချင်းသိမြင်နိုင်မဲ့ကိုယ်ပိုင်စောင့်ကြည့်စနစ်တစ်ခုကိုမဖြစ်မနေဖန်တီးထားပါမယ်ကိန်းဂဏန်းများဖြင့်တာဝန်ခံမှုရှိစေခြင်းဝန်ထမ်းတွေကိုအလုပ်ကြိုးစားပါလို့ပါဇက်ကပြောနေပဲစားသူတို့ပြီးမြောက်မဲ့ကိန်းဂဏန်းပြစ်မှတ်တွေကိုတိတိကျကျချမှတ်ပေးလိုက်ပါကိန်းဂဏန်းတွေကဘယ်တော့မှမလိမ်ညာတဲ့အတွက်ဘသူကတကယ်အလုပ်လုပ်နေတယ်ဘသူကတော့အလုပ်မလုပ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သာစေပြီးတော့အဖွဲ့အစည်းတစ်ခုလေးရဲ့တာဝန်ခံမှုကိုအမြင့်မားဆုံးမြင့်တင်ပေးနိုင်ပါတယ်လူသားတွေရဲ့သဘာဝအရာကိန်းဂဏန်းတွေသင်္ချာတွက်ချက်မှုတွေကိုကြောက်ရွံ့ရှောင်လွှဲခြင်းနဲ့စိတ်နေစိတ်ထားရှိကြပါတယ်။ဘာကြောင့်လဲဆိုတော့ကိန်းဂဏန်းတွေကခါးသီးတဲ့အမှန်တရားကိုဖော်ထုတ်ပြတတ်ကြလို့ပဲဖြစ်ပါတယ်။ကိုကအလုပ်တွေအများကြီးလုပ်နေရလို့ထင်ရပေမဲ့တကယ်ရလကိန်းဂဏန်းတွေကိုကြည့်တဲ့အခါမှာဘာမှတိုးတက်မလာဘူးဆိုတာကိုသိလိုက်ရရင်မိမိရဲ့အတ္တကိုထိခိုက်သွားတတ်ပါတယ်။ဒါကြောင့်လူတော်တော်များများကစနစ်တွေတိဆောက်ဖို့ပြည့်ရည်ကြပြီးတော့ငါအထာနဲ့ငါလုပ်နေရပဲအဆင်ပြေပါတယ်ဆိုတော့မိမိကိုလက်စားမှုထဲမှာပဲပိတ်မိနေတတ်ကြပါတယ်။တကယ်တော့တိကျတဲ့ data စနစ်တစ်ခုတိဆောက်လိုက်ခြင်းဟာစိတ်ခံစားမှုနောက်ကိုလိုက်တတ်တဲ့လူသဘာဝရဲ့အားနည်းချက်ကိုဖယ်ရှားလိုက်ခြင်းဖြစ်ပြီးတော့လုပ်ငန်းကိုယုတ်တိကျကျနဲ့အမှန်ကန်ဆုံးလမ်းညွှန်ပေးနိုင်မဲ့အလိမ်အောင်တစ်ခုဖန်တီးလိုက်ခြင်းပဲဖြစ်ပါတယ်။သင်အောင်မြင်လာတဲ့မြတ်သင်ကိုဖြုတ်ချဖို့သင်ရဲ့ဈေးဝဲကိုလွတ်ယူဖို့ချောင်းပြောင်းနေရတဲ့ပြိုင်ဘက်တွေကလည်းပို့ပြီးတော့များပြားလာပါလိမ့်မယ်။အောင်မြင်မှုရဲ့ထိပ်ဆုံးအဆင့်မှာဆက်လက်ရည်တည်ဖို့အတွက်ခေါင်းဆောင်တစ်ယောက်မှမရှိမဖြစ်လိုအပ်တဲ့အမြဲတမ်းသတိရှိနေရမယ့်လိုအပ်ချက်တွေကဘာတွေများဖြစ်နေမလဲဆိုတာကိုဆက်လက်ပြီးတော့လေ့လာကြည့်လိုက်အောင်အခန်းစနေအောင်မြင်နေခြင်းမှာပို့ပြီးတော့နိုးကြားနေပါသင်ရအောင်မြင်မှုတစ်ခုကိုရရှိသွားတဲ့အခါမှာဒါမှမဟုတ်စီးပွားရေးမှာအလွန်ဆင်ပြေနေတဲ့အခါမှာတော်သေးတာပေါ့အခုတော့စိတ်အေးလက်အေးနေလို့ရပြီဆိုပြီးတော့တပြန်ချဖို့ပါလားလူတော်တော်များများကထိတ်ဆုံးကိုရောက်သွားရင်အနားယူလို့ရပြီလို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်ကပ္ပအစစ်မီကောင်းဆောင်တွေကတော့ထိတ်ဆုံးရောက်လေပို့ပြီးတော့တတိထားလေဖြစ်တတ်ကြပါတယ်ဘာကြောင့်များသူတို့ဟာအောင်မြင်နေလေရတဲ့အမြဲတမ်းစိုးရိမ်မကင်းတတိဝရိယရှိနေရလဲအောင်မြင်မှုဆိုတာအင်မတန်မှရင်မှုစရာကောင်းတဲ့မိုးရီစေတစ်မျိုးလိုဖြစ်ပြီးတော့လူကိုတက်တောင့်တသာဖြစ်စေကအလွယ်တကူတတိလွတ်သွားစေတတ်တဲ့အန္တရာယ်ရှိတဲ့အရာတစ်ခုဖြစ်နေပါတယ်နာမည်ကျော် Intex ကုမ္ပဏီရဲ့ CEO ဟောင်း Andy Grove ရဲ့အမြဲတမ်းတတိရှိနေတဲ့သူတွေသာရှင်သန်ကြံ့ရည်မယ်ဆိုတဲ့စကားကိုအခြေခံပြီးတော့ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့နေထိုင်မှုပုံစံကိုစိုက်သူကရှင်းပြထားပါတယ်ကျေနပ်ရောက်ရမှုရဲ့အန္တရာယ်သစ်လုပ်ငန်းကဝင်ငွေတွေကောင်းနေပြီပြိုင်ဘက်တွေထက်သာနေပြီဆိုရင်တင့်ရဲ့အုံတော်ကငါတို့လှုပ်ရှားရှိရအကုန်လှုပ်ဆောင်ပြီးပြီလို့ထင်မှတ်သွားတတ်ပါတယ်အဲ့လိုကျေနပ်လိုက်တဲ့အချိန်ကစပြီးတော့တင့်ရဲ့ကြာစင်းမှုဟာစတင်လာပါတော့တယ်စိုးရိမ်မကင်းတတိဝရိယရှိရင်အယူတယောက်လိုအကြောင်းမဲ့ကြောက်ရွံ့တုန်လှုပ်နေရကိုဆိုလိုတာမဟုတ်ပါဘူးငါ့ကိုဘသူတွေကကြော်တွက်သွားနိုင်တယ်လေငါရဲ့အားနည်းချက်ကိုဘသူတွေကအသုံးချသွားနိုင်တယ်လေဈေးကွက်ရဲ့ရုပ်ရည်ဘယ်လိုမျိုးပြောင်းလဲသွားနိုင်လဲဆိုတာကိုအမြဲတမ်းမျက်စိရှင်းရှင်းထားပြီးတော့ကြိုတင်တွေးတောပြင်ဆင်နေခြင်းဖြစ်ပါတယ်မျက်ကွယ်များကိုကာကွယ်ခြင်းလုပ်ငန်းကကြီးထွားလာတဲ့မြကိုယ်တိုင်မျက်စိတောက်ထောက်မကြည့်နိုင်တဲ့အရာတွေမမြင်ရတဲ့မျက်ကွယ်နေရာတွေပိုများလာပါတယ်ယုံကြည်ရတဲ့ဝန်ထမ်းတွေကိုနေရာပေးထားရုံနဲ့လုံးဝစိတ်ချမနေပဲနဲ့အရေးကြီးတဲ့စရင်အင်းတွေလုံခြုံရေးပိုင်းတွေကိုထင်မှတ်မထားတဲ့အချိန်တွေမှာဝင်ရောက်စစ်ဆေးတဲ့စနစ်တွေကိုအမြဲတမ်းအသက်သွင်းထားရပါမယ်တတိဝရိယကိုလက်တဲ့အဖြစ်သုံးခြင်းပြိုင်ဘက်တွေကအောင်မြင်မှုကိုသာယာပြီးတော့အနားယူနေတဲ့အချိန်အားနည်းနေတဲ့အချိန်တွေမှာမိမိကပို့ပြီးတော့နိုးကြားနေမယ်ဆိုရင်ဒါပြိုင်ဘက်ကိုအပီးတိုင်ကြော်တက်သွားဖို့အကောင်းဆုံးသောအခွင့်အရေးတရပဲဖြစ်ပါတယ်အောင်မြင်မှုတစ်ခုရသွားတဲ့အခါမှာအုံနောက်ထဲကနေဒိုပါမင်းလို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းတွေထွက်လာပြီးတော့လက်ရှိအခြေအနေကိုပဲဆက်လက်ထိန်းသိမ်းထားရတဲ့ပဂတိအခြေအနေကိုဖက်တွယ်ခြင်းဖြစ်ပေါ်လာတတ်ပါတယ်ဒါပေမဲ့ယနေ့ခေတ်လိုဤပညာတွေနေ့ချင်းညချင်းပြောင်းလဲနေပြီးတော့ပြိုင်ဆိုင်မှုအလွန်ပြင်းထန်တဲ့ခေတ်ကြီးထဲမှာအဲ့လိုရက်တက်နေခြင်းဟာကြဆုံးမှုရဲ့လမ်းစာတစ်ခုပါပဲသမိုင်းကိုပြန်ကြည့်ရင်
နာမည်ကြီးနိုခရီယာဖုန်းတွေ blockbuster ဗီဒီယို9ရုံကြီးတွေပြိုလဲသွားတာသူတို့အရေးချင်းမရှိလို့မဟုတ်ပါဘူးငါတို့ကထိတ်ဆုံးမှရှိနေပြီဘယ်သူမှငါတို့ကိုမမိနိုင်တော့ဘူးဆိုတဲ့အကြနဲ့တတိလက်လို့ဖြစ်သွားခဲ့ကြလို့ပဲဖြစ်ပါတယ်ခေါင်းဆောင်ကောင်းဆိုတာအနာဂတ်မှာဖြစ်လာနေတဲ့အန်ဒီယာတွေကိုကြိုတင်ပုံဖော်ကြည့်ပြီးတော့လက်ရှိမှာအသင်ပြင်ထားတဲ့ကျမ်းမာသောစိုးရိမ်မှုကိုမွေးမြူထားတဲ့သူတွေဖြစ်ပါတယ်ထိတ်ဆုံးနေရာကိုရောက်အောင်သွားဖို့ခက်ခဲတယ်လို့အဲ့ဒီထိတ်ဆုံးနေရာမှာဆက်လက်ရပ်တည်နေအောင်ထိမ့်သိမ်းထားနိုင်ဖို့ကအစပေါင်းများစွာပုံမခက်ခဲတယ်ဆိုတာနှလုံးသွင်းထားရပါမယ်တရားအမြဲတမ်းတတိရှိနေတဲ့ဘယ်တော့မှလင့်ငိုက်အဖမ်းမခံရတဲ့ခေါင်းဆောင်တယောက်ဖြစ်နေပြီဆိုပါစို့ဒါပေမဲ့လက်တွေ့မှာသင်ဘလောက်ပဲတတိထားတာသင်တဲ့အစပေါင်းများစွာကြီးမားတဲ့ငွေအားလူအားပို့ပြီးတော့တောက်နေတဲ့အေးရမပြန်မဲ့ကုမ္ပဏီကြီးတွေနဲ့ထိတိုက်ရင်ဆိုင်ရတဲ့အခါမှာဘယ်လိုလှုပ်ဆောင်ရမလဲသူတို့နဲ့အင်အားချင်းသွားပြိုင်တော့ဒေဂျာပေါက်အရှုံးပေးရမှာပါပဲအဲ့ဒီကိစ္စတွေစိတ်မပူပါနဲ့နောက်ခါမှကိုယ့်ထက်အင်အားကြီးတဲ့ပြိုင်မဲ့တွေကိုအလဲထိုးပြီးတော့ကိုလိုချင်တဲ့လမ်းကြောင်းပေါ်ကိုဆွဲခေါ်လာမဲ့အေးရမပြိုင်မဲ့ကြီးများကိုအနိုင်ယူနည်းဆိုတဲ့မဟာဗျူဟာတွေကိုစိုင်းသူကရှင်းပြပေးထားပါတယ်အခန်း73ကိုယ့်ထက်သားတဲ့ပြိုင်မဲ့တွေကိုအလဲထိုးနိုင်မဲ့နီလန်ကိုလုပ်ငန်းလေးကအခုမှစကားစဒါမှမဟုတ်အလဲအလအစ်စ်မဲ့ရှိသေးတဲ့အချိန်မှာကိုယ့်ထက်အစပေါင်းများစွာငွေကြေးတောက်နေပြီးတော့ဈေးကွက်ကိုဖဲဆုပ်ထားတဲ့အေးရမပြိုင်မဲ့ကုမ္ပဏီကြီးတွေနဲ့မဖြစ်မနေထိတ်တိုက်ရင်ဆိုင်ရတဲ့အချိန်မျိုးမှာဘယ်လိုရင်ဆိုင်မလဲငါတို့ကသူတို့ကိုဘယ်လိုလုပ်ပြီးတော့ရှင်ပြိုင်နိုင်မှာမလဲဆိုပြီးတော့ပါမန်လူတွေကအရှုံးပေးနောက်ဆုတ်သွားတတ်ကြပါတယ်ကိုယ့်ထက်အင်အားကြီးမားတဲ့ပြိုင်မဲ့တွေကိုရင်ဆိုင်တဲ့အခါမှာအင်အားကြီးငွေကြီးသွားပြိုင်တာကိုယ့်သေးတွေကိုတူးလိုက်တယ်လို့ပဲလို့ဆိုင်းသူကတတိပေးထားပါတယ်ပြိုင်မဲ့ကြီးတွေကိုအနိုင်ယူဖို့အတွက်သူတို့ရဲ့အားနည်းချက်တွေကိုရှာဖွေပြီးတော့ပြိုင်ပွဲကိုဘယ်လိုပြောင်းလဲပြရမလဲပြိုင်မဲ့ရဲ့ကစားကွင်းထဲမှာဝင်မကစားပါနဲ့ကုမ္ပဏီကြီးတွေမှာငွေကြီးကွန်တန်းအင်အားနဲ့ဈေးကွက်လွှမ်းမိုးမှုတာလုံမှုတွေအပြည့်အဝရှိနေပါတယ်သူတို့ချထားတဲ့စီးမြင့်တွေသူတို့အားသာတဲ့နေရာတွေမှာသွားပြိုင်ရင်သေချာပေါင်းရှုံးနေပါလိမ့်မယ်ဒါကြောင့်ပြိုင်ပွဲရဲ့စီးမြင့်များကိုပြောင်းလဲပြရပါမယ်အကြီးမားဆုံးအားနည်းချက်ကိုအသုံးချခြင်းကုမ္ပဏီကြီးတွေရဲ့အကြီးမားဆုံးအားနည်းချက်ကကြီးမားလုံးတဲ့အတွက်ဆုံးဖြတ်ချက်ချမှာနေကွေးခြင်းနဲ့အပြောင်းလဲတွေကိုချက်ချင်းမလုပ်နိုင်ခြင်းပါပဲသင်းလိုကုမ္ပဏီငယ်လေးတွေကဆုံးဖြတ်ချက်ကိုနေ့ချင်းညချင်းချမှတ်နေတယ်ဖောက်သက်တွေရဲ့လိုအပ်ချက်ကိုချက်ချင်းတုံ့ပြန်ပေးနေတယ်ဒါတစ်ဖက်ပြိုင်မဲ့ကုမ္ပဏီကြီးတွေဘလို့မှမတူပါနဲ့တဲ့ရဲ့အကြီးမားဆုံးအားသာမှုတစ်ခုပါပဲစက်ကြောင်းကိုထိန်းချုပ်ခြင်းဈေးကွက်ထဲမှာလူတွေကတင့်ကိုဘလို့မြင်လဲဆိုတာတဲ့မင်းဘလို့လူမျိုးလဲဆိုတာပို့ပြီးတော့အရေးကြီးပါတယ်ပြိုင်ဘက်ကတင့်ကိုအတွေ့အကြုံမရှိတဲ့ကုမ္ပဏီလေးလိုနာမည်တက်ဖို့ကြိုးစားပါလိမ့်မယ်အဲ့ဒီအခါမှာတင့်ဘက်ကနေဘွဲကိုထိန်းချုပ်ပြီးတော့ငါတို့ကခင်းနောက်ကြနေတဲ့စနေဟောင်းကြီးကိုဖြိုခွဲမယ်စမ်းသစ်တီထွင်သူတွေဆိုတဲ့ဇက်ကြောင်းအသစ်တစ်ခုကိုဖန်တီးပြီးတော့လူတွေရဲ့စိတ်ဝင်စားမှုကိုဆွဲယူရပါမယ်အင်အားနဲ့ပေမဲ့မခံချင်စိတ်နဲ့စ조사ရုပ်ကနေတဲ့သူတွေကိုဂီယူနာတက်ပြီးတော့အားပေးခြင်းနဲ့စိတ်ချမျိုးလူတွေရဲ့စိတ်ထဲမှာကိန်းအောင်နေပါတယ်။ Express ကုမ္ပဏီစတင်ခြင်းတို့ကအေယာမ HBI ကုမ္ပဏီကြီးကိုတော်တဲ့လူငယ်လေးတွေအဖြစ်ပုံဖော်ခဲ့တယ်လို့မျိုးပေါ့။အင်အားကြီးတဲ့ကုမ္ပဏီကြီးတွေဟာအောင်မြင်မှုကိုကာကွယ်မှုကိုသာအာရုံစိုက်နေရတဲ့အတွက်ဖောက်တဲ့တွေနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအဆက်အသွယ်ပြတ်တောက်သွားတတ်ပါတယ်။ဒီလိုအချိန်မှာသင့်နေတဲ့ဖောက်တဲ့တွေရဲ့နာကျင်မှုတွေကိုနားလည်ပြီးတော့ကုမ္ပဏီကြီးတွေရဲ့ bureaucracy ကျူးဝိုင်းထဲမှာမုန်းကြနေတဲ့သူတို့အတွက်လွတ်မြောက်ရာလမ်းစာတစ်ခုဖြစ်ကိုပုံဖော်နိုင်မယ်ဆိုရင်လူတွေကသိမဲ့ကိုအလိုလိုကူးပြောင်းလာပါလိမ့်မယ်။စကြောင်းဆိုတာကိုယ့်ရဲ့ကုန်ပစ္စည်းကိုရောင်းတာမဟုတ်ဘဲနဲ့သုံးဆဲသူတွေရဲ့မျောလင့်ချက်အိမ်မက်ကိုပုံဖော်ပေးခြင်းပဲဖြစ်ပါတယ်။ပြိုင်မဲ့ကြီးတွေကိုအနိုင်ယူဖို့အတွက်မန်ကန်တဲ့စကြောင်းတွေကိုဖန်တီးနိုင်ပြီဆိုပါစို့။ဒါပေမဲ့လက်တွေ့စီးပွားရေးလောကမှာအောင်မြင်ဖို့ဆိုတာဘျူဟာတွေကြီးပဲကောင်းနေုံနဲ့မလုံလောက်သေးပါဘူး။အဲ့ဒီဘျူဟာတွေကိုအကောင့်ထဲဖော်ဖို့အတွက်လူတွေနဲ့ဆက်ဆံရမယ်။ရောင်းချရမယ်။ညှိနှိုင်းရပါမယ်။လူတွေကိုလွမ်းမိုးဆွဲဆောင်တဲ့နေရာမှာအတော်ဆုံးသူတွေကဘယ်သူတွေလဲ။တကယ်စီးပွားရေးကျောင်းစင်းတွေလား။မဟုတ်ပါဘူး။အဲ့ဒီလွမ်းမိုးဆွဲဆောင်မှုနဲ့ညှိနှိုင်းမှုပညာကိုသင်ယူဖို့အကောင်းဆုံးဆရာတွေဟာရုပ်ရှင်တွေကမာဖီးယားဂိုင်းတွေဖြစ်နေရဲ့လို့စာရေးသူကဆိုထားပါတယ်။အခန်း14မာဖီးယားခေါင်းဆောင်တွေစီကသင်ယူရမယ်စီးပွားရေးပညာစီးပွားရေးလောကမှာအယောင်းဝယ်လုပ်ဖို့ညှိနှိုင်းဖို့လူတွေကိုလွမ်းမိုးဆွဲဆောင်နိုင်ဖို့အကောင်းဆုံးဆရာတွေကဘယ်သူတွေဖြစ်နေမလဲဆိုတာကိုတွေးကြည့်ဘူးပါလားတက္ကသိုလ်ကစီးပွားရေး professor ကြီးတွေလားဒါမှမဟုတ်နာမည်ကြီးအယောင်းမန်နေဂျာတွေလားဆွဲဆောင်ညှိနှိုင်းတဲ့နေရာမှာအတော်ဆုံးသူတွေဟာရုပ်ရှင်တွေကမာဖီးယားဂိုင်းတွေဖြစ်နေပါတယ်ဒီခန်းမှာဆိုင်သူကမာဖီးယားလို့ဆိုလိုက်တာသူတို့ရဲ့ရာဇဝတ်မှုတွေကိုအကျုပ်ယူခိုင်းတာလုံးဝမဟုတ်ပါဘူးသူတို့ရဲ့လူသဘာဝကိုနည်းနည်းရှာရှာနားလည်နိုင်စွာအခြေအနေကိုဖတ်ထွက်စွာနဲ့တစ်ဖက်လူရဲ့စိတ်ကိုဖန်ဆုပ်နိုင်တဲ့ညှိနှိုင်းမှုအမှုပညာကိုဆိုလိုချင်တာဖြစ်ပါတယ်မိကုများဖြစ်ထဲချုပ်ရင်အတော်ဆုံးညှိနှိုင်းသူတွေဟာစကားအများကြီးမပြောကြပါဘူးသူတို့ကထိမိတဲ့မိကုတွေမေးပြီးတော့တစ်ဖက်လူကိုစကားပြောခိုင်းပါတယ်တစ်ဖက်လူစကားများများပြောလေသူတို့ရဲ့လူအင်ဆန္ဒတွေအားနည်းချက်တွေနဲ့
စိတ်နေသဘောထားတွေကိုပိုသိရလေဖြစ်ပါတယ်။မေကုံမေးသူကသာအမြဲတမ်းစကားဝိုင်းကိုထိန်းချုပ်ထားနိုင်ပါတယ်။ leverage ရှာဖွေခြင်းညှိနှိုင်းမှုတိုင်းမှာ leverage မိမိဘက်ကအသာစီးရနိုင်မယ့်အချက်ဆိုတာရှိပါတယ်။အဲ့ဒီ leverage ဟာအမြဲတမ်းငွေကြေးတစ်ခုတည်းဖြစ်နေရမျိုးမဟုတ်ပါဘူး။တစ်ဖက်လူကအချင်းကိုပူတန်မိုးထားလားဂုံသိက္ခာကိုပုံမဲ့မောတာလားဒါမှမဟုတ်လုံခြုံမှုကိုလိုချင်တာလားဆိုတာကိုသိအောင်ရှာဖွေရပါမယ်။တစ်ဖက်လူတကယ်လိုချင်တဲ့အရာကိုသိသွားပြီဆိုရင်ညှိနှိုင်းမှုဟာသင်လက်ခုပ်တဲကိုရောက်ရှိလာပါပြီ။ကိုယ်အမူအရာကိုဖတ်ခြင်းပါဇက်ကဘလို့ပဲလိန်ပြောနေပါစေလူတွေရဲ့မျက်လုံးလက်အမူအရာအသက်ရှူနှုံးစတဲ့ကိုယ်အမူအရာတွေကအမှန်တရားကိုဖော်ပြနေတတ်ပါတယ်။ခေါင်းဆောင်ကောင်းတွေကစာချုပ်ပေါ်ကစာသားတွေကိုကြီးပဲကြည့်မနေပဲနဲ့စပွဲတစ်ဖက်ကလူရဲ့တုတ်ပြန်မှုကိုအသေးစိတ်အကဲခါလေ့လာတတ်ပါတယ်။ကြိုတင်ပြင်ဆင်မှုရဲ့စွမ်းအားညှိနှိုင်းမှုစပွဲဝိုင်းကိုမထိုင်ခင်မှာတစ်ဖက်လူရဲ့နောက်ခံသမိုင်းကြောင်းသူတို့ရဲ့ပြိုင်ဘက်တွေသူတို့ရဲ့လက်ရှိအကြက်တဲတွေကိုကြိုတင်လေ့လာထားရပါမယ်။တရင်အချက်လက်ဆိုတာညှိနှိုင်းမှုပွဲမှာအစွမ်းတက်ဆုံးကြီးစုံတွေဖြစ်နေပါတယ်။လူတွေဟာညှိနှိုင်းမှုဆိုတာကိုရုပ်တိပေတာလောချစ်တဲ့နဲ့အချက်လက်တွေအပြိုင်ဆိုင်ချပြမယ်စစ်ပွဲတစ်ခုလို့ထဲမှထားတတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့လူသားတွေရဲ့ဆုံးဖြတ်ချက်90%ဟာစိတ်ခံစားချက်အပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။လူတစ်ယောက်ကိုဆွဲဆောင်ခြင်းနဲ့ဆိုရင်သူ့ရဲ့အုံနောက်ကိုသွားပြောလို့မရပါဘူး။သူ့ရဲ့နှလုံးသားသူ့ရဲ့အကြောက်တရားသူ့ရဲ့အတ္တကိုနားလည်အောင်အရင်လုပ်ရပါမယ်။စစ်မှန်တဲ့လွမ်းမိုးဆွဲဆောင်မှုဆိုတာတစ်ဖက်လူကိုလှုပ်ချင်တာကိုအတင်းကြလှုပ်ခိုင်းခြင်းမျိုးမဟုတ်ဘဲနဲ့ကိုဖြစ်ချင်တာကိုပဲသူတို့ကိုယ်တိုင်လည်းဖြစ်ချင်နေတယ်လို့ထင်မှတ်သွားအောင်စိတ်ပိုင်းဆိုင်ရာကြိုးကန်နေတဲ့အစစ်မြေစိတ်ခံစားမှုဉာဏ်ပညာတစ်ခုပဲဖြစ်ပါတယ်။ဒီအောင်မြင်မှုတွေစွမ်းအားတွေအားလုံးကိုရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဘလောက်ပဲကြီးမားတဲ့လောကဓာတ်မုန်တိုင်းတွေဝင်လာမရင်းရံပဲနဲ့ဆက်လက်ရပ်တည်နိုင်ဖို့ဆိုတာကနောက်ထပ်အရေးကြီးတဲ့အစစ်တစ်စစ်ရှိနေပါသေးတယ်။အဲ့လိုအမြဲတမ်းအသင့်ပြနေတဲ့တိုက်ပွဲဝင်ဖို့အမြဲတမ်းသွေးပူနေတဲ့စွမ်းအားတွေကိုဘယ်လိုမွေးမြူမလဲ။အခန်း15ကိုယ်ပိုင်စွမ်းအားနဲ့အောင်မြင်မှုကိုထိန်းသိမ်းခြင်းတကယ်စစ်တီတော်ကြီးတွေဟာစစ်ပွဲရှိမှဓာတ်ကိုသွေးနေကြလားဒါမှမဟုတ်စစ်ပွဲမရှိတဲ့အချိန်တွေမှာလည်းအမြဲတမ်းဓာတ်သွေးပြီးတော့အသင့်ပြင်ထားကြလားလူတော်တော်များများကပြဿနာကြုံလာမှအကြတဲ့ရောက်လာမှသာဖြေရှင်းဖို့ကမန်းကနန်းစူးစမ်းတတ်ကြပါတယ်။ဒါပေမဲ့တကယ်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကတော့ဘယ်တော့မှအလင့်ငိုက်တိုက်ခိုက်ခြင်းမခံရပါဘူး။သူတို့ကအချိန်တိုင်းစက္ကန့်တိုင်းမှာသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုမြင့်တင်ပြီးတော့အမြဲတမ်းတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေအောင်ဗက်ဒန်စမုတ်ကိုပြင်ဆင်ထားတတ်ကြပါတယ်။စွမ်းအားဆိုတာတောင်းခံရတဲ့အရာမဟုတ်ပါ။လောကကြီးမှာဘယ်သူကမှအသင့်ကိုစွမ်းအားတွေအခွင့်အရေးတွေအလကားလာပေးနေမှာမဟုတ်ပါဘူး။မိမိရဲ့အရေးချင်းအသိပညာအတွေ့အကြုံနဲ့net swap တွေကိုနေ့စဉ်နဲ့အမျှစင်ဆက်မပြမြင့်တင်ခြင်းအားဖြင့်သာစွမ်းအားကိုတိဆောက်ယူရတာဖြစ်ပါတယ်။အမြဲတမ်းတိုက်ပွဲဝင်မှုအသင့်ဖြစ်နေခြင်းအောင်မြင်မှုအနည်းငယ်ရသွားတာနဲ့ comfort zone တွေကိုဝင်မသွားပါနဲ့။ကိုအမြဲတမ်းစိတ်ခုံမှုအသစ်တွေကိုပေးပါ။ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချပါ။စာအုပ်တွေအမြဲတမ်းဖတ်ပါ။အသစ်စမ်းတွေကိုလေ့လာပါ။အုံနောက်ကိုအမြဲတမ်းလက်ကျင့်ကလှုပ်ပြီးနေပါသား။အကြတဲ့အစ်စ်မှန်ဝင်လာတဲ့အခါမှာမတုံမလုပ်ပဲရင်ဆိုင်နိုင်ပါပါ။နောက်ထပ်ခြေလမ်း9လမ်းကိုအမြဲတွေ့ပါ။ဒီစာအုပ်ရဲ့အနှစ်သာရဖြစ်တဲ့နောက်ထပ်ခြေလမ်း9လမ်းဆိုတာတစ်ခါလှုပ်ပြီးတော့ပြီးသွားတဲ့ຢာမဟုတ်ပါဘူးစစ်တူရေမွဲတပွဲလိုပါပဲပြိုင်ဘက်ကအကွက်ရွှေ့လိုက်တာမိမိဘက်ကလည်းနောက်ထပ်ခြေလမ်း9လမ်းကိုအမြဲတမ်းကြိုတင်တွက်ချက်နေရမယ်စင်ဆက်မပြတ်လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်လူသားတွေရဲ့အုံနောက်ဟာ3လေထက်မြက်လေဖြစ်ပြီးတော့မသုံးမဲ့ပြစ်ထားလေတုံးရသွားလေဆိုတဲ့သဘောသဘာဝရှိပါတယ်လောကဓာတ်ရဲ့ရိုက်ခတ်မှုတွေစီးပွားရေးအတက်ကြတွေပြိုင်ဘက်တွေရဲ့ထိုးနှက်မှုတွေကြုံလာတိုင်းတာမန်လူတွေကပြိုလဲသွားတတ်ကြပြီမဲ့အမြဲတမ်းအသင့်မြင်ထားတဲ့သူတွေအတွက်ကတော့အဲ့ဒီအခက်အခဲတွေဟာသူတို့ရဲ့စွမ်းအားတွေကိုပုံမကြီးထွားလာစေမဲ့အားစိတ်တစ်ခွက်ဖြစ်သွားပါတော့တယ်။အောင်မြင်မှုဆိုတာဘန်းနိုင်တစ်ခုမဟုတ်ပဲနဲ့ကိုမနစ်ခတဲ့ပူကောင်းအောင်နေ့စဉ်တီဆောက်နေရတဲ့ခရီးစဉ်တစ်ခုသာဖြစ်တယ်ဆိုတာနားလည်ထားရပါမယ်။ဒီစာအုပ်ကြီးတအုပ်လိုရဲ့အဓိကအနှစ်သာရကတော့အလွန်ရိုးရှင်းပါတယ်။ကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့စီးပွားရေးဆိုတာကကြမ္မာကိုပုံချရမယ်အရာမဟုတ်ပဲနဲ့စစ်တူရင် Grandmaster တယောက်လိုစနစ်တကျတွက်ချက်ရမယ်ကစားဝဲကြီးတစ်ခုသာဖြစ်နေပါတယ်။တခြားသူတွေကမနေ့ပြန်ဘာစားရမလဲဒီလဘလို့ဖြတ်သန်းရမလဲဆိုတဲ့ချက်ချင်းကြုံလာမဲ့ခြေလန်းတလန်းစာအတွက်ပဲပြာရာခတ်နေခြင်းပါ။နိုင်ငံမိမိဖြစ်ခြင်းနဲ့တွန်းတိုင်ကိုတိတိကျကျသိပြီးတော့မန်ကန်တဲ့လူတွေနဲ့ပူးပေါင်းကကြုံလာမဲ့ပြဿနာတွေကိုရုတ်တိတံဖြေရှင်းနဲ့နောက်ထပ်ခြေလန်း9လမ်းကိုကြိုတင်ခက်မှန်ပြင်ဆင်ထားနိုင်စမ်းရှိရပါမယ်။သင်ရဲ့အောင်မြင်မှုအတိုင်းတာဟာအနာဂတ်ကိုကြိုတင်ခက်မှန်ပြင်ဆင်နိုင်စွမ်းရှိမှုအပေါ်မှာပဲရာဂိုင်နှုန်းပြည့်မူတည်နေပါတယ်။ဒီစာအုပ်ကနေမိတ်ဆွေတို့တွေခြံထားပေးခြင်းခဲ့တဲ့စကားလက်ဆောင်လေးကတော့အောင်မြင်မှုဆိုတာကံတရားကဖန်တီးသတ်မှတ်ပေးထားတာမဟုတ်ဘဲနဲ့ကြိုတင်တွက်ချက်မှုနဲ့တိဆောက်ယူရတာမျိုးပါ။ဒါကြောင့်အတိတ်ကအမားတွေအတွက်အချိန်ကုန်ခံနေမဲ့စာသင်ရဲ့ပန်းနိုင်စီကိုရောက်ဖို့နောက်ထပ်ခြေလမ်း9လမ်းကိုအခုတည်းကကြိုတင်ပြင်ဆင်ထားလိုက်ပါ။မိတ်ဆွေတို့ရဲ့
ဘဝစစ်တူရင်ကစားပွဲမှာအမြဲတမ်းခြေလမ်းမှန်ကန်ပြီးတော့မိမိတို့လိုချင်တဲ့ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုပန်းတန်တွေမလွဲမသွေစုခူးပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အစီအစဉ်လေးကိုအချိန်ပေးပြီးတော့အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်လည်းမိတ်ဆွေတို့ဘဝအတွက်ခွန်အားဖြစ်စေမဲ့အတွေးခေါ်သွတ်တွေကိုပြီးဆုံးနိုင်မဲ့စာအုပ်ကောင်းတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ